ကဲဒါဆိုရင်ဒီချေတို့ဒီနေ့သင်မဲ့အကြောင်းအရာကတော့ essay ဘယ်လိုရေးမလဲဆိုတဲ့အကြောင်းအရာကိုသင်သွားမယ်နော်ဒါဆိုများသောအားဖြင့်ကတော့ essay ဘယ်လိုရေးမလဲဆိုရင်တကယ်တမ်းပြောရင်ဒီချေတို့ essay format ကိုအကြောင်းကိုအဓိကထားပြီးတော့ပြောရမှာဖြစ်တယ်ဒါဆိုဟိုအစားနေပြီးတော့မှသင်တယ်ဟို subject verb object အဲ့ဒါမသိထားလို့တော့မရဘူး grade 12ရောက်လာပြီဆိုအဲ့ဒါတော့သိထားပြီးမှရမှာပေါ့နော်ဆိုအဲ့ဒါလေးကိုတစ်ချက်တော့သိထားပေးရမယ်အဲ့တော့ဒီချေတို့ကဒီမှာhow to write essay လို့ပြောလိုက်တာ ਨੇ essay ကိုဘယ်လိုရေးရမလဲဆိုတဲ့အပိုင်းကိုသွားမယ်။ဒါဆိုကျတော့ essay ကိုအရင်ဆုံးမရေးခင်မှာသိရမယ့်အချက်၃ချက်ရှိတယ်။ essay ခေါင်းစဉ်ကြီးတစ်ခုရလာပြီ။ essay ခေါင်းစဉ်တစ်ခုရလာတဲ့အခါမှာခုနက essay ကိုဒီကျတော့ essay ရလာပြီဆိုရင် essay ခေါင်းစဉ်ပေါ့နော်။ essay ခေါင်းစဉ်ကိုရလာပြီဆိုရင်ဒီကျတော့သိရမယ့်အချက်၃ချက်ရှိတယ်။အဲ့ဒါတော့ခေါင်းစဉ်ရပြီဆိုရင်ခေါင်းစဉ်ကိုပြင်ဆင်ရမယ်။ဟုတ်လားခေါင်းစဉ်ကိုပြင်ဆင်ရမှာဆိုဘယ်လိုပြင်ဆင်ရမှာလဲဆိုခုနကဖတ်စာအုပ်မှာပေးထားတဲ့ကိုယ့်ရဲ့ဒီနောက်ဆုံးဆောင်ပွဲမှာessayခေါင်းစဉ်ရလာပြီဆိုကိုကနံပါတ်1တိထားမှာမပြင်ဆင်ခင်မှာအလွယ်ကူဆုံး essay ခေါင်းစဉ်ကိုရွေးရမယ်ဟုတ်လားဥပမာခေါင်းစဉ်တွေက heavy ဖြစ်တဲ့ခေါင်းစဉ်ကိုရွေးရင်ရေးရတာချက်တယ်အဲ့တစ်ချက်ကတော့အရင်ဆုံးမှာတိထားမယ်အချက်တစ်ချက်ဖြစ်တယ်ဒါဆို essay ခေါင်းစဉ်ကိုလွယ်လွယ်ကူရွေးလိုက်ပြီဆိုရင်ဒါဆို teacher တို့ကဘာလုပ်ရမလဲပြင်ဆင်ရမယ်ပိုင်းပြင်ဆင်ရမယ်ပိုင်းကိုကျတော့ English လို့မြန်မာလို preparation ပိုင်း brainstorming ပိုင်း mind map ဆွဲတဲ့အပိုင်းလို့ခေါ်တယ်နော်ဟာဒီချေကျမတို့ mind map ကိုဘယ်လိုဆွဲလဲဒါကတော့ဒီချေအလွယ်ကူဆုံး my native town နဲ့အလွယ်တကူပြောပြတာဥပမာကိုကရွေးချယ်လိုက်တဲ့ခေါင်းစဉ်က my native town ဆိုပါစို့ကျွန်တော်ရဲ့မွေးရမြေအကြောင်းကိုရွေးလိုက်တယ်ဆို mind map ဆွဲမယ် brainstorming စလုပ်မယ်ဒါဆိုရင် brainstorming စလုပ်ဖို့ခေါင်းစဉ်ရလာပြီဆိုရင်မေးခွန်းစမေးရမယ်ကိုယ့်ရဲ့မွေးရမြေကဘယ်မှာလဲဟုတ်လားဘယ်အချိန်မှာမွေးတာလဲထည့်ရေးစရာမလိုဘယ်မှာလဲဟုတ်လားတောင်ကြီးမြို့ကဘယ်မှာတည်ရှိတာလဲတောင်ကြီးမြို့ကဘယ်လိုမြို့ဖြစ်ပါသလဲဟုတ်လားတောင်ကြီးမြို့မှာဘာတွေရနိုင်ပါသလဲတောင်ကြီးမြို့မှာရှိတဲ့ seasonal fruit တွေခုနက seasonal vegetables တွေဘာတွေရနိုင်တယ်လဲတောင်ကြီးမြို့ကရာသီဥတုဘယ်လိုဖြစ်ပါသလဲဟုတ်လားဓာတ်တွေရေးပေးလို့ရတယ်တောင်ကြီးမြို့ကိုဘာလို့ကြိုက်တယ်လဲဆိုဒီမှာတော့ဘယ်နှချောင်းရသွားပြီလဲအနည်းဆုံး6ချောင်းရသွားပြီဒါဒီကိုတွေးခေါ်ရမယ်မိုင်းဒါကြောင့်မလို့သူချောရတို့က essay စရေးပြီဆိုရင်ဗမာလိုအရင်စဉ်းစားမယ်ဗမာလိုစဉ်းစားဖို့ကမေးခွန်းရင်စမယ်အရင်ဆုံးမြန်မာလို notes ထုတ်လိုက်လို့ရတယ်အဓိကအချက်လက်တွေကို note ထုတ်လိုက် note ထုတ်ပြီးဆိုအင်္ဂလိပ်လိုဘေးထဲမှာပြန် note လေးတိတိရေးဒါဆို teacher က grade 12ရောက်လာပြီဆိုဗမာလို note ထုတ်ဖို့အချိန်မရှိဆိုအင်္ဂလိပ်လိုဓာတ်ရိုက် note ထုတ်လို့ရတယ်ဥပမာဒီမှာတောင်ကြီးမြို့ကဘယ်မှာရှိပါတယ်လဲတောင်ကြီးက Southern Shan State မှာရှိတယ်ဟုတ်လားတောင်ကြီးမြို့ကဘယ်လိုမြို့အမျိုးအစားဖြစ်လဲ hilly region ဖြစ်တယ် surrounded by hills ဖြစ်တယ်တောင်ကြီးမြို့ကရာသီဥတုဘယ်လိုဖြစ်ပါတယ်လဲအေးတယ် cool and pleasant ရာသီဥတုမျိုးဖြစ်ပါတယ်တောင်ကြီးမြို့မှာရှိတဲ့လူတွေရဲ့ lifestyle ကဘယ်လိုလဲဟုတ်လားဒါဆိုလူတွေကအဲ့ဒီတောင်ကြီးမြို့မှာဘယ်လိုလူမျိုးတွေနေထိုင်ပါလဲဥမာရှမ်းပအိုးအင်ဒါဒနုအစရှိဖြင့် minority အနည်းစုနဲ့ majority အများစုနေထိုင်တဲ့လူမျိုးအများစုနေထိုင်တဲ့လူမျိုးအနည်းစုအကြောင်းကိုထည့်ရေးပေးလို့ရတယ်တောင်ကြီးမြို့ဟာဆိုလို့ရှိရင်တဦးနဲ့တဦးချစ်ချစ်ကြီးနေထိုင်ပါတယ်တောင်ကြီးမြို့မှာရရှိနိုင်တဲ့အသီးအနှံတွေအစားအသောက်တွေပန်းမန်တွေ flowers တွေထည့်ရေးပေးလို့ရတယ်ကိုတောင်ကြီးမြို့ကိုဘာလို့ကြိုက်လဲဆိုထည့်ရေးပေးလိုက်ရင်ပဲဒီမှာအချက်ပဲနဲ့ချက်ဖြစ်သွားတယ်1 2 3 4 5 6 9 10ချက်ဖြစ်သွားတော့6ချောင်းရပြီ6ချောင်းဖွာရေးလိုက်တော့10ချောင်း12ချောင်းရသွားပြီတွေ့တယ်နော်ဒါဒီ essay တွေးနည်းအဲ့တော့ကိုရီကသိထားရမှာက teacher က essay တွေးနည်းကိုသိရမှာအင်္ဂလိပ်စာဘယ်လောက်တက်တက်တွေးနည်းမသိရင်ဘာမှရေးယူလို့မရဘူး essay ကိုရေးဖို့မစင်စားတော့နဲ့တွေးတက်ဖို့ကဘာလို့ရမှာလဲမေးခွန်းမေးတက်ဖို့လိုတယ်ဒါကြောင့်မလို့ခေါင်းစဉ်ကိုအရင်ဆုံးလွယ်ကူတဲ့ခေါင်းစဉ်ကိုအရင်ရွေးပါရွေးပြီးပြီဆိုရင်ရလာတဲ့ခေါင်းစဉ်ကိုမေးခွန်းမေးပါအဓိက key point တွေကိုပဲ teacher တို့မှတ်ပါဒီမှာဒါ key point တွေကိုမှတ်ထားတာဖြစ်တယ်အဲ့ဒီ key point တွေကိုချဲ့ပြီးဘာမှတစ်ခုမှမရေးနဲ့ဘာမှချဲ့ပြီးတော့မှမရေးနဲ့အကျမ်းကိုရေးလို့ရတယ်ဒါကြောင့်မလို့ teacher ကခေါင်းစဉ်ကိုလွယ်ကူတဲ့ခေါင်းစဉ်ရေးရွေးပြီးပြီဆိုရင် key point တွေကိုအင်္ဂလိပ်လိုအချက် key point မှတ်မယ်မှတ်ပြီးပြီဆိုတာကိုအကျမ်းရေးတယ်လို့ခေါ်တယ်
အဲ့လို key point မှတ်ပြီးပြီဆိုရင်အချက်အလက်တွေဆွဲထုတ်လို့ရတယ်ခုနတိချက်ပြောပြီးသားသူ့ရဲ့ lifestyle ဆိုရင်အိမ်ကနှစ်ထပ်အိမ်ဖြစ်တယ်တောင်ကြီးမြို့မှာရှိတဲ့လူတွေကအေးချမ်းနေထိုင်တယ်ဟောဒါဆိုဒီမှာနှစ်ချောင်းရလာပြီဟုတ်တယ်နော်တောင်ကြီးမြို့မှာလူမျိုးပေါင်းစုံနေထိုင်ပါတယ်အဲ့ဒါနေထိုင်ပါတယ်အဲ့ဒါတွေကတော့ရှမ်အိုအင်ဒါဒနုတွေဖြစ်ပါတယ်သူတို့တွေကခုနက live harmoniously ဆိုဒီမှာတစ်ကြောင်းထွက်လာပြီပေါ့နော်ဒီတစ်ခုဒီမှာတစ်ကြောင်းပါပဲနှစ်ကြောင်းထွက်လာပြီဘာတွေရရှိနိုင်လဲရရှိနိုင်တဲ့အသီးနှံတွေတစ်ကြောင်းဟင်းသီးဟင်းရွက်တွေတစ်ကြောင်းပန်းပွန်းတွေဒီလိုရှိတယ်ငါတို့တောင်ကြီးမြို့ကအေးတဲ့အတွက်တစ်ပင်တွေများတယ်ဟုတ်လားဒါကြောင့်မလို့ငါတို့ fresh air တွေရတယ်ဟုတ်လားမနေ့ဆိုလည်းငါတို့အားကစားလုပ်လို့ရတယ်လမ်းလျှောက်တဲ့လူလည်းရတယ်ဒါတော့ငါတို့တောင်ကြီးကလူတွေကကျမ်းမာကြတယ်ဟောဒီလိုရေးတယ်ငါတို့ clean and fresh air ရတယ်ဆိုငါတို့ကျမ်းမာကြတယ်ဆိုဒီမှာပဲ9ချောင်းထွက်လာပြီဆိုတော့ဒီမှာပဲ10ချောင်းကြော်ကိုက essay ရပြီဒါတွေးပုံတွေးနည်းကိုဒီချက်စဉ်းစားပြတာအဲ့တော့ essay ရေးနည်းဆိုတာတွေးပုံတွေးနည်းကိုစဉ်းစားခိုင်းတာဒီတိသဘောပေါက်တယ်လို့ထင်တယ်နော်အဲ့လိုမျိုးခုနကဒီကျတို့ဒါအချက်လက်အဓိက key ကိုအချက်လက်ဆွဲထုတ်ပြီးပြီဆိုရင်ခုနတီချေပြောတဲ့အချက်လက်တွေကိုဆွဲထုတ်လိုက်တာကိုစင့်ကဲတွေးတိုးခြင်းလို့ခေါ်တယ်အဲ့ဒီစင့်ကဲတွေးတိုးမှာနောက်ထပ်အကြောင်းရည်အများကြီးထွက်လာတယ်အဲ့အကြောင်းရည်ထွက်လာတဲ့ချက်တွေပါပဲလေနောက်ထပ်9ချောင်းကိုခုနက key point ရရင်နောက်ထပ်9ချောင်းဆွဲထုတ်လိုက်တော့စုစုပေါင်းပဲနဲ့ချက်ထွက်လာလေ10ချက်ထွက်လာတယ်ဟုတ်လားကိုက6ချက်ရတယ်ဆွဲထုံနိုင်တယ်12ချက်ရလာမယ်အဲ့တော့ကိုဒီအကြောင်း12ချောင်းရလာပြီ12ချောင်းဆိုတာနဲတဲ့အကြောင်းရမဟုတ်ဘူး12ချောင်းရေးလိုက်လို့ရှိရင်စကလုံးစုစုပေါင်းအရေးအတွက်200နဲ့300ကြာရေးတက်သွားပြီမြင်လားအဲ့တော့ကလေးတို့ရေးရမှာဒီ letter writing ကျ900လေဟုတ်တယ်နော်ဒါဆို essay ဆိုတာဒီ900ကျော်ပြီးသားအဲ့တော့ကို300ပဲရေးနိုင်ရင်ကိုမှအမြတ်ရနေပြီအဲ့ဒီအမြတ်ကလေးကိုပြောပြတာဟုတ်လား essay ကိုနှုတ်တိုက်အာကုံဆောင်ဖို့အချိန်လည်းမရှိဘူးမှတ်လည်းမမှတ်မိနိုင်ဘူးဟုတ်တယ်နော်အဲ့တော့ဒီလိုတွေးနည်းကိုမြန်တွေးနည်းဒါဆိုရင်ဒီချိန်ကျမတို့ကဒီလိုမျိုး draft အကျဉ်းရေးလိုက်အချိန်ကုန်လားတကယ်ကိုမကုန်ပါဘူးတကယ်တော့ draft ရေးဖို့ဆိုတာအုံနောက်ကအလုပ်လုပ်ဖို့ဆိုတာမေးခွန်းမေးတတ်ဖို့ပဲလိုတာကိုရွေးလိုက်တဲ့ခေါင်းစဉ်ရ my hobby ဒါမှမဟုတ်ကျောင်းသူကျောင်းသားတွေကကျောင်းသူကျောင်းသားတွေမှာရှိတဲ့ရှိတိုက်တဲ့စီမင်းစီကံဒါမှမဟုတ်unit grade 12 unit 1မှာပါတဲ့ manner good manner ဆိုတဲ့အကြောင်းကိုမေးမယ်ဆိုပါစို့ good manner နဲ့ပတ်သက်တဲ့ essay ကိုကလေးတို့ရွေးခိုင်းမယ်ဆိုပါစို့လွယ်ဒီ good manner လာပြီဆိုရင်ဒါအကျန်းကိုအလွယ်ကူဆုံးပဲအဲ့လိုလာမယ်ဆို good manner ဆိုတာဘာလဲဟုတ်လားအဲ့ဆိုဥပမာဒါတွေဖြစ်တယ်ဟုတ်လားဥပမာလူကြီးရှေ့မှာလေချင်တတ်တာမကောင်းဘူးတမင်းကိုလူကြီးမစားခင်ကိုစားတာမကောင်းဘူးဟုတ်လားအဲဒါမလို့ရှိလို့ရှိဟင်းကြွေတောက်လို့ရှိလို့ရှိရှူရှဲအသက်မမီရဘူးလမ်းလျှောက်လို့ရှိညင်သာရှောက်ရမယ်ဟုတ်လားဥမာဆရာမတွေကိုမြင်တဲ့အခါမှာကောင်းဦးညွတ်ပြီးနှုတ်ဆက်ရမယ်ဟောဒီမှာပဲအချက်လက်တွေဒါအဓိကအချက်လက်တွေကိုရပြီဆိုရင်ရက်လိုက်တော့ရသလောက်လဲကိုရေးလို့မရအောင်အချိန်မလောက်မှာဆိုလို့ရှင်းလားအဲ့ဒါလေးလဲတစ်ချက်တည်ရမယ်ရသလောက်ရေးတယ်ဆိုတာဒီချက်ရသလောက်ရေးတာငါတို့တားတယ်မဟုတ်ဘူးရသလောက်ရေးတယ်ဆိုတာကို့မှာအချိန်ဘယ်လောက်လောက်ငှမှုရှိလဲဆိုတာအချိန်အကြောင်းကိုလဲကိုစဉ်းစားတတ်ရမယ်ဒါကြောင့်မလို့အဓိကအကြောင်းအရာတွေအရင်ရေးဟုတ်လားဥမာဒီမှာဆိုလို့ရှိရင် technology နဲ့ပတ်သက်တဲ့မေးခွန်းလာမယ်ဆိုပါစို့ဒီနေ့ခေတ်က technology အရေးကြီးပါသလားဘာကြောင့်အရေးကြီးပါသလဲဆိုဒီလိုတွေလာလို့ဆိုရင်လည်းပဲတွေးစရာတွေအများကြီးရှိတယ် technology နဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရဲ့ grade 12ဖတ်စာအုပ်ထဲမှာပါတယ် AI အကြောင်းထည့်ရေးပြီးလို့ရတယ်ဟုတ်လားစက်ပစ္စည်းတွေရှိတဲ့အတွက်ကျမတို့ဒီနေ့ transportation တွေဘယ်လိုသွားလို့ရတယ်ဒါဒီအဓိကအကြောင်းအရာတွေပါအဓိကအကြောင်းအရာတွေကိုဆွဲထုတ်တတ်ဖို့ဒါ teacher တို့က essay ရေးနည်းလို့ပြောတာဒါဆိုဒီသဘောပေါက်မယ်လို့ထင်တယ်နော်ဒါဆိုအကြောင်းအရာရေးအကျန်းတွေရေးပြီးသွားပြီဆိုစင်ကဲသွေးမယ်စင်ကဲသွေးပြီးဆိုရင်ကိုကရလာတဲ့အချက်လက်ပေါ်မှာစင်ကဲသွေး writing လို့ခေါ်တဲ့အချောစာရေးလို့ရတယ်ဒါပေမဲ့အကျန်းရေးတဲ့အခါမှာခုန teacher တို့ကဘာလို့ရမှာလဲဆိုကိုယ့်ရဲ့စာရွက်ရပြီအဖြေလာစာရွက်မှာအကျန်းလို့ရေးလိုက်ပါအရင်ဆုံးအကျန်းဆိုပြီးတော့မှခဲတယ်လေးနဲ့အရင်ရေးလိုက်
ရေးပြီးမှဘေးရဲ့တစ်မျက်နှာမှာအဲ့တော့ face to face မျက်နှာဖြစ်ဖို့လိုတယ်ဥပမာကိုအဖြေလွှာဆောင်ရွက်ရလာပြီနော်အဖြေလွှာ answer paper ရလာတယ်ခုနကဒီဘက်မှာနောက်ဆုံးဘက်မှာကလေးတို့ကရေးမယ်အဲ့ဒါလည်းအချိန်ကုန်တယ်နော်အချိန်ကုန်ပြီးစိတ်ရှုပ်တတ်တယ်အဲ့ဒါလည်းတွေးတတ်ရမယ်နောက်ဆိုတစ်မျက်နှာမှာအကျဉ်းရေးတဲ့ဆိုကလေးတို့ကလန်ရတော့မယ်ဒီလိုလန်တဲ့အခါမှာကိုစိတ်ရှုပ်တတ်တယ်အဲ့တော့ကိုက psychology ဘိုင်းဆိုင်ရာဆိုပဲစိတ်ဘိုင်းဆိုင်ရာလည်းတွေးတတ်ရမယ်အဲ့ဒီအတွက်အကောင်းဆုံးကတော့ဒီမှာဒီလိုမျက်နှာချင်းဆိုင်ပဲရေးပါအဲ့စီရေးတဲ့အခါမှာဒါနီးကိုပြောပြတာကိုကအကျန်းရေးမယ်ဆိုဒီမှာအကျန်းလို့ရေးဒီမှာပဲမျက်နှာချင်းဆိုင်ပဲရေးပြီးအကြီးကြီးရေးစရာမလိုပုံမှန်လက်ရေးလေးနဲ့တတိလေးနဲ့ဒီမှာကိုအကျန်းဆွဲထားဒါဆိုဒီမျက်နှာဒီအချောဖြစ်ရမယ်ဒါမှကိုဒီမှာမျက်နှာချင်းဆိုင်မြင်တဲ့အတွက်ဟိုဘက်ဒီဘက်လန့်စရာမလိုတဲ့စိတ်မရှုပ်တဲ့အတွက်အချိန်ကုန်လဲတတ်တာတယ်စိုက်ကိုနီးအရာလည်းပဲအချိန်မကုန်ဘူးစိတ်လည်းမရှုပ်တဲ့အတွက်ညံ့အုံနောက်ကထွက်လာတယ်အဲ့ဒီတစ်ချက်ကိုလည်းသိထားရမယ်လန်လိုက်လှုပ်လိုက်မလှုပ်ပါနဲ့အဲ့လိုလှုပ်ရင်စိတ်ရှုပ်တဲ့အတွက်မတွေးကြတော့အုံနောက်ကရက်သွားတယ်အတွေးခွာလည်းရက်သွားတယ်ဆက်မတွေးတော့ဘာလို့လဲကိုယ်အုံနောက်ကနေပြီးတော့အမြဲတမ်း essay ရေးမယ်ဆိုရင်ငါတို့အချိန်မလောက်ဘူးဆိုတဲ့ဟာကိုကျောင်းသူကျောင်းသားတိုင်းအမြဲတမ်းဆိုရင်teacher တို့လည်း10တန်းတော့ကဒီလိုပဲဖြစ်ခဲ့တယ်ဟုတ်လားဘယ်ရဲ့စာမိုးပွဲဖြစ်ဖြစ် essay ရေးတဲ့အခါမှာအမြဲတမ်းစိတ်လှုပ်ရှားမှုရှိတယ်ကိုဘလောက်ပဲလေ့ကျင့်ခဲ့အချိန်မလောက်ဘူးဆိုတဲ့စိတ်ကအတွေးအမြဲတမ်းဖြစ်တယ်ဘယ်တော့မှစိတ်အေးမထားတတ်ဘူးဒါကြောင့်စိတ်အေးထားတတ်ဖို့ကလည်းအရင်အရေးကြီးတယ်ကဲဒါဆိုဒါကတော့ psycho ပိုင်းဒါဆိုရေးတဲ့အပိုင်းစပြီဆိုခုနကteacherပြောတဲ့ face to face လေးကိုထားပြီးတော့စရေးလို့ရပြီစရေးတဲ့အပိုင်းမှာ teacher တို့ကသိရမယ် essay format ကိုသိရမယ် essay format ကိုမသိဘဲနဲ့အကျန်းကိုရလိုက်တာနဲ့ငါ essay ရေးလို့ရပြီလို့တွေးရင်အဲ့ဒါအတွေးမှားတယ်ဟာဒါဆိုရင်ဘယ်လိုမျိုးလဲလို့ပြောရင် essay format က introduction ဘာလို့လဲကိုကအထက်တန်းကျောင်းသူကျောင်းသားတွေဖြစ်တယ် grade 12ဖြစ်တယ် grade 12ဆိုတာအင်မတန်မှကိုလွယ်ကူကူရောက်ထားတဲ့အတန်းမဟုတ်ဘူးဒါကြောင့်မလို့ခုန grade 12မှာ essay ရေးတဲ့အခါမှာ introduction လို့ခေါ်တဲ့ဏိဒန်းပိုင်း body လို့ပြောတဲ့ကိုယ်ထဲပိုင်း conclusion လို့ပြောတဲ့ဏိဂုံးပိုင်းဒီ၃ပိုင်းပါမှာအမှတ်ရတာပါပြန်ပြောမယ်နော် introduction body conclusion ၃ပိုင်းမပါရင်အမှတ်မပေးပါဘူးအဲ့ဒါဆိုလို့ရှိရင်လေ introduction လည်းဝင်ပါပြီ body လည်းဝင်ပါပြီ conclusion လည်းဝင်ပါပြီအမှတ်အရန်ကောင်းလားအတွေးမကောင်းရင်လည်းအမှတ်မရပြန်ဘူးအတွေးလည်းကောင်းပြီ introduction လည်းဝင်ပြီ body လည်းဝင်ပြီ conclusion လည်းဝင်ပြီဘာတွေလဲစလုံးတောင်းပေါင်းတပ်ပုံမားလည်းအမှတ်ရောပါတယ်ဒီတိုင်းပဲ tense လို့ခေါ်တယ်ဘယ်လိုမျိုး tense ကိုသုံးရမလဲဘယ်ကာလကိုရေးတဲ့အကြောင်းအရာဒီ present ကာလလား past အတိတ်ကာလလား future အနာဂတ်ကာလလားဆိုတာသိရတယ်အဲ့ဒီဟာတွေစုံမှကိုအမှတ်ကကောင်းကန်ရတာအဲ့ဒါလေးကိုတစ်ချက်တော့သိရမယ်ဟုတ်လားဒါဆိုရင်များတော့အဖြစ်ကတော့ teacher တို့က essay ရေးတဲ့အခါမှာတော့ present tense နဲ့ပဲရေးတာအများအားဖြင့်လို့ပြောတာเนาะအများအားဖြင့်ပဲပြောတာเนาะဟုတ်ပြီเนาะအဲ့တော့အများအားဖြင့်ကတော့ simple present tense တို့ present continuous tense တို့ဟုတ်လား present perfect tense တို့ future will plus or one can plus or one should plus or one နေနဲ့ must plus or one နေနဲ့ရေးတာမျိုးများတယ်အတိတ်ကာလနဲ့ရေးတာနည်းတယ်ဒါကတော့ tenses ကိုပိုင်နိုင်တဲ့လူကတော့အတိတ်တွေနဲ့ပြစ္ဆုတ်ပံနဲ့လာတွဲပြီးတော့မှရေးတာမျိုးရှိတယ်ဒါပေမဲ့များတော့အဖြစ်ကတော့ simple present tense တွေနဲ့ tenses တွေနဲ့ tenses လို့ပြောမှာနော် simple present tenses တွေနဲ့ simple future will တို့ can တို့ should တို့နောက်ခု may တို့ must တို့အဲ့ဒါတွေနဲ့တွဲရတာများတယ်အဲ့ဒါလည်းတစ်ချက်တော့သိထားရမယ်နော်ကဲဒါဆိုဟုတ်ပါပြီဒါဆိုရေးတော့မယ်ပေါ့ဒါဆိုဒီကြားတော့အခု essay ရဲ့ format ကိုပြောမယ် introduction body conclusion ၃ပိုင်းပါရမယ်နော်အဲ့တော့ခုနကတကယ်တမ်းပြောလို့ရှိရင်ကျတော့အခုမှစပြီးရုပ်တရက်လေ့လာမယ်ဆိုရင်တော့အင်မတန်မှခဲစစ်ဖြစ်တယ်အဲ့တော့ essay ခေါင်းစဉ်ကိုမသိဘူးပဲ unseen ဖြစ်တဲ့အတွက်ဒီတော့ဘာလုပ်ရလဲ unseen ဖြစ်တဲ့အတွက်များလေ့ကျင့်ဖို့လိုတယ်နော်များဖတ်ရမယ်ပေါ့နော်ကဲဒါဆိုခေါင်းစဉ်ကိုမသိဘူးတီချာတို့အလွတ်တန်းချရေးမယ်ဆိုရင်တော့ introduction body conclusion ကိုသိရမယ်ကဲဒါဆိုရင်ကိုကအခုမှစရေးတယ် practice ကလည်းမလုပ်ထားဘူးဆို introduction ကိုတစ်ကြောင်းဖြစ်စေနှစ်ကြောင်းဖြစ်စေတော်ပြီ introduction ဝင်ရင်ရပြီဟုတ်လားတချို့ကရေးတတ်တယ်
တချို့ကအင်္ဂလိပ်စာရေးတတ်တယ်ဆိုပြီးတော့ချက်ချင်းလက်တန်းရေးရင် body ပဲဝင်သွားတယ် intro မဝင်တတ်ဘူးအဲ့ဒီအခါမှာအပိုင်း၃ပိုင်းမရှိတဲ့အတွက်သူဒီရတဲ့လောက်အမှမရပြအောင်ဒီချက်ပြောရှင်းလားဒါကြောင့် intro တစ်ကြောင်းကိုရအောင်ရေးပေးရမယ်ပြီးမှနောက်တစ်ပိုက်က body ဖြစ်ကိုဖြစ်ရမယ်နောက်ဆုံးပိုက်က conclusion ၃ပိုက်အနည်းဆုံးရှိကိုရှိရမယ်အဲ့ဒီ၃ပိုက်မရှိရင်သူတို့ကကို -1 ပေးပြီးတာ- ဘယ်လောက် minus ထုတ်လဲကိုမသိဘူးเนาะဒါခုနသူတို့ရဲ့စီမင်းစီကံအရာအဲ့တော့ introduction တစ်ကြောင်းသုံးဖို့နှစ်ကြောင်းရေးရမယ်အဲ့တော့အများကြီးရေးတတ်ပြီဆိုလဲကောင်းတာမဟုတ်ဘူးဘာလို့လဲအများကြီးရေးနိုင်တဲ့လူကလည်းပဲဘာလို့လဲ introduction ကပျောက်သွားတယ် body နဲ့ introduction ရောသွားတော့ကိုယ့်ရဲ့အမှတ်ကလည်းလိုတလောက်မရဘူး very informative လို့ခေါ်တယ်အချက်လက်အယံများတဲ့အတွက်စာဖတ်သူကိုချောချောမွေ့မွေ့မဖြစ်စေဘူးအဲ့ဒီအတွက်ကလည်းအမှတ်ကရောပြန်တယ်ဒါရေးတတ်တဲ့လူတောင်တတိထားရတယ်မရေးတတ်တဲ့လူဆိုပို့ဆိုသေးတယ်ဒါကြောင့် introduction အပိုင်းကိုပြန်ပြောမယ်ဆိုရင် introduction တစ်ကြောင်းပဲရေးပါအများဆုံးနှစ်ကြောင်းရေးပါ body ဘိုင်းကတော့ teacher တို့ကတော့ကျောင်းသူကျောင်းသားတော်တော်များများရေးတတ်တယ်ပြီး teacher အသေးစိတ်ပြန်ပြောမယ်နော် introduction body conclusion ကိုအောက်မှာအသေးစိတ်ပြန်ပြောပါမယ်ဒါဒီတိုင်းပဲပြောမယ် body ရေးပြီးပြီဆိုရင်နော်ခုနက body ဘိုင်းကိုဘောင်းဝင်အောင်ရေးမယ်9ကြောင်း10ကြောင်းဆိုရင် introduction တစ်ကြောင်း body 9ကြောင်းနဲ့10ကြောင်းထိရေးပေးလို့ရတယ်အပိုက်တစ်ပိုက်ဖြစ်စေတစ်ပိုက်ကြီးဖြစ်စေအပိုက်နှစ်ပိုက်ဖြစ်စေ body ဘိုင်းကိုပြောတာနော်အပိုက်ကြီးတစ်ပိုက်ဖြစ်စေအပိုက်နှစ်ပိုက်ဖြစ်စေခွဲရေးလို့ရတယ်ဒီမှာကတော့အချိန်ရေအတွက်ပေါ်မှာမူတည်ပြီးတော့အချိန်ပေါ်မှာမူတည်ပြီးတော့ teacher က body ကို3ပိုက်ခွဲဖို့ကတိတ်မဖြစ်နိုင်ဘူးများတော့အဖြစ်တစ်ပိုက်နှစ်ပိုက်ခွဲရတာအဆင်ပြေတယ်ရမယ်နော် conclusion အပိုင်းကတော့တစ်ကြောင်းဖြစ်စေနှစ်ကြောင်းဖြစ်စေရေးတတ်တယ်များသောအားဖြင့်ကျောင်းသူကျောင်းသားတွေတော်တော်များများ conclusion ပိုင်းကိုတော်တော်ရေးနိုင်တယ် introduction ပိုင်းကိုမရေးနိုင်အောင်ဒါဆိုပြီး introduction body conclusion ပိုင်းကိုအသေးစိတ်သွားပေးမယ်ဒါဆို teacher တို့ရေးပြီးပြီဆိုပါစို့ body ပြီးပြီ introduction body conclusion သုံးပိုင်းလို့ရေးပြီးပြီဆိုပြီးပြီလားမပြီးသေးပါဘူးဘာလို့ရမှာလဲပြန်ပြီးတော့စစ်ဆေးတာကို revision လို့ခေါ်တယ်ဟုတ်လားကိုယ့်ရဲ့ခေါင်းစဉ်နဲ့ရေးထားတဲ့ရွေးချယ်ထားတဲ့ essay ခေါင်းစဉ်နဲ့ကိုရေးထားတဲ့အကြောင်းအရာကိုက်ညီမှုရှိလားဆိုတာလဲသိထားဖို့လိုတယ်ရွေးလိုက်တာကចောင်းသူចောင်းသားတွေကစီမင်းစီကံကိုလိုက်လာရမယ်လို့ကိုရေးလိုက်ပြီးတော့မှသမီးတို့သားတို့ကကလေးတို့က my hobby ရေးချလာတယ်ကျွန်တော်မနေ့အိယာထားတယ်ဟောဒါမှရှိ my daily life ပေါ့မနေ့အိယာ8နိုင်ထားတယ်ဟုတ်လားသွားတိုက်တယ်မျက်နှာတစ်တယ်ခေါင်းစဉ်ကចောင်းသူចောင်းသားမှာရှိတဲ့ရှိတိုက်တဲ့စီမင်းစီကံများကလေးတို့ရေးလိုက်တာကငါမနေ့9နိုင်ဆိုထားတယ်စာချက်တယ်ဘာညာကွိခွဆိုခေါင်းစဉ်နဲ့ကြိုက်လားမကြိုက်ဘူးဟုတ်လားအဲ့တော့ကိုရေးထားတဲ့ခေါင်းစဉ်နဲ့ essay နဲ့ကြိုက်ကြည့်မှုရှိရလားစေးရမယ်မရှိရင်တော့ကလေးတို့အမှတ်ရမှာမဟုတ်ဘူးဟုတ်လားဘလောက်ပဲ intro body conclusion ဝင်အောင်တော့အဲ့တစ်ချက်ကလေးလေတည်ထားကြဖို့လဲလိုတယ်ဟုတ်လားရွေးလိုက်တာကtechnology ဘိုင်းရွေးတယ်ရေးလိုက်တာကစက်ရုပ်ကြောင်းရေးတယ်မရပြန်ဘူးရှင်းလားအဲ့တော့ technology ကစက်ရုပ်တစ်ခုလည်းရှိတာမဟုတ်ဘူးအများကြီးကျယ်ပြန့်တယ်ဒါကြောင့်မလို့ကျယ်ပြန့်တဲ့ခေါင်းစဉ်ကိုကျေးဇူးပြုမရွေးတတ်ဖို့လိုတယ်နော် grade 12ဖြစ်စေအောင်တော့ essay ခေါင်းစဉ်3ခုရွေးခိုင်းလို့3ခုခေါင်းစဉ်3ခုလာလို့တစ်ခုရွေးရမယ်ဆိုအမြဲတမ်းရွေးရတဲ့တစ်ခုမှာအမြဲတမ်းပါလဲလွယ်ခုခုလေးပါတယ်အရန်လွယ်ခုတာတော့မဟုတ်ဘူးစဉ်းစားလို့ပေါက်တဲ့ essay ခေါင်းစဉ်တစ်ခုကတော့ပါစမြဲပဲကျမ်းမာရေးဆိုရင်လည်းကျမ်းမာရေး education နဲ့ပတ်သက်ရင် education good manner နဲ့ပတ်သက်ရင် good manner technology နဲ့ပတ်သက်ရင် technology အဲ့လိုမျိုးလေးခေါင်းစဉ်လေးကတော့ပါစမြဲပဲမလို့တိတ်လဲစိတ်မပူနဲ့ဖြေနိုင်တယ်ခုနကတိချေပြောတဲ့ဟာလေးကိုမှတ်သွားနော်ကဲဒါဆိုစက်ကြည့်အဲ့တော့ခေါင်းစဉ်ကိုက်ကြည့်မှုရှိရလား okay ကိုက်တယ်ပေါ့ကိုရွေးရတဲ့ခေါင်းစဉ်နဲ့ကိုရေးတဲ့အချက်လက်နဲ့ကိုက်တယ်ကိုက်ပြီဆို introduction body conclusion ပါလားဆက်လိုက်မယ်ကိုက်တယ်ဒါဆိုရင်တေချာပြီဒါအမှတ်ရဖို့တေချာပါပြီစလုံးပေါင်းတက်ပုံမှန်လားဆရာအောင်မယ်โอเคမှန်ပြီဆိုဒါဆိုတေချာပြီ guarantee ရှိပြီအမှတ်တော်တော်လေးကောင်းတော့မယ်ဒါဆိုကိုယ့်ရဲ့ grammar ရောကိုက်ရဲ့လားကိုရေးထားတဲ့အသုံးအနှုန်း grammar လေးမှန်ရဲ့လားကိုက်တယ်ဆိုတော့တေချာတယ်အနည်းဆုံးချောမွေ့လေးဖြစ်တယ်အချက်အလက်တွေကလည်းပြတ်သိမ့်မယ်ဖြစ်ပဲနဲ့ပုံမှန်လေး simple english လေးနဲ့ကောင်းကောင်းမွန်မွန်လေးစာဖတ်သူကိုလည်းဆွဲဆောင်နိုင်တယ်ဆိုတယ်ရှိရင်တော့ဒါဆိုရင်အမှတ်ကောင်းရဖို့တော့တေချာပဲဟုတ်ပြီလားဒါဆိုစစ်ပြီးပြီဆိုရင်စီကန်းချက်နဲ့ကြိုက်တယ်ဆိုရင်ဒါကတော့ teacher တို့ကတော့ဒီမှာလေ့ကျင့်တဲ့အချိန်မှာတော့အချောပြန်ရေးတာပေါ့
ကိုကကျတော့စာမပွဲဖြည့်တဲ့အချိန်မှာတော့ဓာတ်ရိုက်ဖြည့်တဲ့အချိန်မှာအချောရေးဖို့အချိန်မရှိဘူးမရှိတဲ့အတွက်ဘာလုပ်လိုက်ပါတစ်ခါတည်းပဲစစ်စေးလိုက်ဟုတ်လားစစ်စေးပြီးတော့မှကိုချစ်တဲ့ရင်လည်းချစ်ပေါ်နော်ကိုလှုပ်ရှားရှိရကိုဖြက်ရှားရှိရဖြက်ထိုးရှားရှိရထိုးပေါ်အဲ့ဒါတော့တက်ရက်မှုတော့ရှိရမယ်စာဖက်သူကရှုပ်ပွားခတ်နေတော့ခုနကိုရဲ့အမတ်တွေကလည်းသူစိတ်ရှုပ်ရင်ကိုမပေးတော့မှမဟုတ်ဘူးပေါ့နော်အဲ့တစ်ချက်ကလည်းသိရမယ်နော်နောက်တော့စလုံးပေါင်းတပ်ပုံကိစ္စမှာလည်းသိရမှာတစ်ချက်ကတော့ဒီကျတို့ဘာသိရမှာလဲစလုံးပေါင်းရေးတဲ့အခါမှာ A လိုလို B လိုလို D လိုလို C လိုလိုတွေမလုပ်ရအောင် E လိုလို C လိုလိုတွေမလုပ်ရအောင်အဲ့ဒါလေးတွေကလည်းအမြဲတမ်းသိထိထားရမယ်လက်ရည်ပီတာမှုရှိရမယ်မပီတာရင်ကိုယ်မဖြုတ်မှာပဲကိုယ်အမားပေးဖို့စောင့်နေလဲလို့တပုံကြီးဘယ်သူမှကိုယ်အမှန်ပေးမဲ့လို့စောင့်နေတာမဟုတ်ဘူးအဲ့တော့ကိုကအမြဲတမ်းစလုံးပေါင်း spelling check လုပ်ရုံနဲ့ငါလက်ရည်ပြည်ပြင်းမှုရှိရလားပြည်ပြင်းရမယ်လက်ရည်လှတယ်လို့ဒီချက်မပြောဘူးဟုတ်လားလက်ရည်ပြည်ပြင်းမှုရှိရမယ် A ဆို A B ဆို B C ဆို C ပြည်ပြင်းမှုရှိရမယ်နော်ဟိုမှာ G လိုလို H လိုလို D လိုလို B လိုလိုတွေမလုပ်ရအောင်နော်လက်ရည်ကိုအဆက်ကြီးမရေးရဘူးအမြဲတမ်းစကလုံးတစ်လုံးဆိုစကလုံးတစ်လုံးမှာနည်းနည်းခြားထည့်ရမယ်နော်ကဲဒါဆိုပြီးပြီဒါကတော့အချောကြီးပြန်ရေးဆိုတာကကိုလေးချင်းတဲ့အခါမှာတော့အချောပြန်ရေးကိုမလေးချင်ဘူးတခါတည်းဓာတ်ရိုက်လုပ်မယ်ဆိုလို့ရှိရင်တော့အချိုးရေးဖို့အချိန်မရှိဘူးဘာလို့လဲ letter ပါစဉ်းစားရတယ်ဟုတ်တယ်နော် letter ပါအနည်းဆုံးအလုံး300ရေးရတယ်လေဟုတ်တယ်မလား essay 900ရေးခိုင်းကိုက300တောင်မနေကောင်းရေးရမှာဒါဒီချက်ကလေးတို့ပြောပြရဲဆိုတာဒီ sharing လုပ်တာဒီအလုံး300အနည်းဆုံးရေးနိုင်အောင်ပြောပြပေးတာဒါအလုံး300တွေးနည်းကိုတင်ပေးတာတွေးနည်းကိုတင်ပေးတာရေးနည်းနဲ့တူတူပဲနော်အဲ့တော့300ဆိုတာလဲနည်းနည်းနော်စကေတော့မဟုတ်ဘူးကဲဒါဆိုပြီးပြီဒါဆို essay မှာကိုတိတိကျကျတဲ့အပိုင်းသိပြီကဲဒါဆိုဒီချေတို့ essay မှာအခြေခံ basic format ကတော့ introduction body conclusion ပိုင်းပဲဖြစ်တယ်ဒါဆို introduction လို့ပြောရင်ဒီချေတို့ introduction ဆိုတာဒါဒီတိုင်းပဲဖတ်ပြမယ်အောက်ရောက်အသေးစိတ်ပြန်ပြောပေးမယ် introduction ဆိုတာ make set essay ကို make set မယ်အခက်အခဲဆုံးအပိုင်းမှာintroduction ဒီအမြဲတမ်းခက်ခဲပါတယ်အဲ့တော့ introduction ကိုစရေးမယ်ဆိုရင်ဘယ်တော့မှစမရေးပါနဲ့ပြန်ပြောမယ် essay ခေါင်းစဉ်ရလာပြီဆို introduction ကိုဘယ်တော့မှစမရေးပါနဲ့ဘာလို့လဲစဉ်းစားရအရင်ခက်လို့ပါကိုကလေ့ကျင့်နဲ့လက်စရှိတယ်ထူးချွန်တဲ့ချောင်းသူချောင်းသားဖြစ်တယ်ဒါမှမဟုတ်လေ့ကျင့်နဲ့ practice လုပ်ထားတဲ့ချောင်းသူချောင်းသားတရားဖြစ်ခဲ့တယ်ဆိုရင်တော့ introduction ကိုချက်ချေရေးဖို့အချိန်ရှိသလိုတွေးနိုင်တယ်အဲ့တော့အမြဲတမ်း body ကနေစစဉ်းစားမယ် body conclusion ကိုစစဉ်းစားမယ်အဲ့တော့ဒီမှာတော့ teacher တမရိုးချပဲပြန်ပြောမယ် introduction က general idea နဲ့ specific idea ကိုတွားရပါတယ်ဒါဆိုရင်ခေါင်းစဉ်ကိုရလာပြီဆိုရင်ခေါင်းစဉ်နဲ့ဆက်ဆက်မှုရှိတဲ့ introduction ပဲဖြစ်ရမယ်ခေါင်းစဉ်နဲ့ဆက်ဆက်မှုရှိတဲ့ need ဒန်းပိုင်းပဲဖြစ်ရမယ်ကိုခေါင်းစဉ်ရွေးလာပြီးရွေးလာတဲ့ခေါင်းစဉ်ကိုအမြဲတမ်း general ဆိုတာရေဘူးရအတွေ့ရနေပြီးတော့မှတိကျတဲ့အတွေးခေါ်ကိုဆွဲယူနိုင်တဲ့စာကြောင်းမျိုးဖြစ်မှာ introduction ရဲ့ formula format လို့ခေါ်တဲ့ပုံစံထဲမှာဝင်တာပါဒါကြောင့်မလို့ introduction အမြဲတမ်းခက်ခဲတဲ့ဘာဖြစ်တယ်ပြန်ပြောမယ် introduction ကခေါင်းစဉ်နဲ့ပတ်သက်တဲ့ background information အကြောင်းအရာနောက်ခံအကြောင်းအရာကိုရေဘူးရအခြေအနေကနေပြီးတော့အရေးကြီးတဲ့အခြေအနေကိုဆွဲငင်ပြီးရေးရတဲ့အပိုင်းဖြစ်တယ်ဒါကြောင့်အရင်ခက်ခဲတယ် body ဘိုင်းကတော့အမြဲတမ်းလွယ်ကူတယ်ကိုယ်ထဲဘိုင်းကတော့ခေါင်းစဉ်ကိုဓာတ်ရိုက်ရေးရတဲ့အပိုင်းဖြစ်တယ်ပြန်ပြောမယ် body ကတော့ခေါင်းစဉ်ကိုဓာတ်ရိုက်ရေးရတဲ့အပိုင်းဖြစ်တဲ့အတွက် main idea ကိုပဲရေးရမယ်သူ့ကိုအပိုက်3ပိုက်ခွဲပြီးတော့ရေးလို့ရတယ်မရေးတတ်ဘူးမရေးနိုင်ဘူးဆိုတစ်ပိုက်ပဲရေးလို့ရတယ်ပိုရေးနိုင်တယ်လို့2ပိုက်ခွဲလို့ရတယ်3ပိုက်ကတော့ခွဲရေးဖို့အချိန်ကတော့တိချက်စီထဲမှာအရင်မရှိတော့ဘူးထင်တယ်အရန်ရေးနိုင်တဲ့လူကတော့3ပိုက်ခွဲလို့ရတယ် conclusion ဘိုင်းကတော့နိခုံးဘိုင်းကတော့ကျောင်းသူကျောင်းသားတိုင်းရေးကိုရေးတတ်တယ်တကယ်ကိုရေးတတ်ပါတယ်ဒါပေမဲ့အတွေးကဘလို့အတွေးမျိုးဖြစ်ရမလဲတကယ်ဘောင်ဝင်တဲ့အတွေးကတော့ in conclusion ဘိုင်းကရေးတက်အောင်တော့ဒါတော့သူကတော့ရေးတက်တယ်သို့တော့ပို့ပြီးတော့အမှတ်ကောင်းချင်တဲ့သူကတော့ဘလို့မျိုးရေးနိုင်ရမလဲလို့ပြောရင်ခုနက introduction နဲ့မတူတာကအတီးကအကြောင်းအရာနေပြီးတော့ရေဘူးရကိုပြန်ဆွဲခေါ်ပြီးတော့ရေးတက်ရမယ်အဲ့ဒါမှ conclusion ဖြစ်တာဟုတ်လား conclusion ဒီ
အဓိကအကြောင်းအရာနေပြီးတော့မှရေဘူးရအကြောင်းအရာကိုနှိကုံချုပ်ရတဲ့အပိုင်းထပ်ပြီးတော့ပြောမယ်ဒီအခု grade 12ရဲ့စနစ်သစ်စီမင်းစည်းကမ်းအရာ introduction နဲ့ conclusion ဆက်ဆက်မှုမရှိအမတ်ရော့ပါတယ်အမတ်ကောင်းကောင်းမပေးပါဘူးပြန်ပြောမယ်ဒီစနစ်သစ် grade 12ရဲ့စနစ်သစ်စီမင်းစည်းကမ်းအရာ introduction ပိုင်းနဲ့ conclusion ပိုင်းကဆက်ဆက်မှုမရှိအမတ်ကောင်းကောင်းမရပါဘူးဒါဆိုဒါလေးတွေတည်ထားရင်ကိုဒီအမတ်ကောင်းကောင်းတည်လို့ရအောင်ပြောပေးတာရိုးရိုးရေးတတ်တဲ့လူကလည်းရိုးရိုးရေးတတ်ရမယ်အမတ်ကောင်းကောင်းတည်ဖို့သူကလည်းတည်နိုင်အောင်ပြောပြတာဖြစ်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင် essay ရေးတဲ့အခါမှာအဖွဲ့အစည်း၃ခုဝင်အောင်ရေးဖို့ introduction need တန်းပိုင်းကိုအသေးစိတ်ပြောမယ် introduction ကတော့အမြဲတမ်းခက်ခဲတဲ့အပိုင်းဖြစ်တယ်စာဖတ်သူကိုဆွဲဆောင်ရမယ်ဒါကြောင့်မလို့ဘယ်တော့မှထိတ်ဆုံးမရေးပါနဲ့ body conclusion ပြီးပြီဆိုမှ introduction ကိုစပြီးတော့စဉ်းစားပါဒါကအမြန်ဆုံးနည်းကိုတင်ပေးတာဘာလို့လဲ teacher တို့ကိုနိုင်ကောလဲစာမိုးပွဲတွေအစင်းစင်းဖြေတဲ့အခါမှာ introduction ကိုစဉ်းစားလိုက်တဲ့ body conclusion မှာအချိန်မလောက်ဘူးအဖြေလည်းမရခဲ့ဘူးအဲ့ဒီအတွက်ကိုကကြီးလာတဲ့အချိန်ကျတော့မှငါတို့ဒီ body နဲ့ conclusion ကိုစဉ်းစားပြီးမှ introduction ကိုတွားရေးငါတို့အတွက်အချိန်ပုတ်တတ်တာတဲ့စဉ်းစားချိန်လျော့တယ်ဆိုတာကိုနားလည်လာလို့သင်ပေးတာဒါကတော့ဖြတ်ညက်ကနေသင်ပေးတာဒါဆို introduction ကိုရေးတော့မယ်ဆိုလို့ရှိရင်စာဖတ်သူကိုဆွဲဆောင်ရတဲ့အချက်တွေပါရမယ်ဒါဆိုဒီချက်ရေးစာဖတ်သူကိုဆွဲဆောင်ဖို့ဘယ်လိုအချက်တွေပါရမလဲဆိုစီမင်းစည်းကမ်းတွေအများကြီးရှိတယ်အဲ့ဒီတဲ့နံပါတ်1ကတော့ကိုရွေးချယ်လိုက်တဲ့ခေါင်းစဉ်နဲ့သက်ဆိုင်တော့ပြန်ပြောမနော်ကိုရွေးချယ်လိုက်တဲ့ခေါင်းစဉ်နဲ့သက်ဆိုင်တဲ့နောက်ခံ information ပေးရမယ်ခေါင်းစဉ်ကခုနက my native town ဆိုပါစို့ဒါဆို my native town နဲ့သက်ဆိုင်တဲ့ background information ကိုပေးဖို့အတွက်စာရေးစာဖတ်တဲ့သူတွေကိုစာဖတ်တဲ့သူဆိုတာစာစစ်တဲ့သူကိုပြောတာစာစစ်တဲ့သူကိုဆွဲဆောင်တဲ့ information ပေးဖို့ရေးနိုင်တဲ့အချက်လက်တွေပါရတော့မယ်ဟုတ်ပြီလားရမယ်နော်အဲ့တော့ indirect message ပေးရမယ် indirect ဆိုဓာတ်ရိုက်မှုတွယ်ဝိုက်တော့နေပေးရမယ်အဲ့ဆိုအလွယ်ကူဆုံးနေရတော့ပါလေလူတိုင်းမှာမွေးရမြေဆိုတာရှိကြတယ်မွေးရမြေဆိုတာလူတိုင်းရဲ့မမေ့နိုင်တော့နေရတူပိုင်ဆိုင်တဲ့နေရာမျိုးပဲဖြစ်တယ်ဟာပြီးသွားပြီဒါ introduction ဒါဥပမာတွေ့ပြတာ my hobby ဆိုရင်လည်းဒီလိုပဲ technology ဘိုင်းတွေးမဲ့ဆိုရင်ဒီနေ့ခေတ်က technology နဲ့လွတ်တဲ့လူမရှိဘူးအထူးဖြင့်ကျွန်တော်တို့လိုခေတ်တဲ့မှာကျွန်တော်တို့ဥမာ generation ကိုတည်တဲ့လူဆိုတော့ပိုကောင်းတယ်ပေါ့ဥမာ Gen Z လား generation Z လား generation Y လား generation Alpha လားဒါဆိုကျွန်တော်တို့ဆိုရင် generation Alpha လို့ထင်တယ်ကလေးတို့ဆိုကျွန်တော်တို့ generation Alpha ဆိုလို့ရှိရင်technology နဲ့လွတ်ရိုးထုံးစံမရှိပါဒီလိုရေးလိုက်လို့ရှိရင် introduction ဝင်တာပဲဒါဆိုခေါင်းစဉ်ကိုက technology နဲ့ဝင်တဲ့ခေါင်းစဉ်ဓာတ်ရိုက်လာပြီဒါဆိုစာဖတ်တဲ့သူကမစိုးဘူးသူမှ indirect message လေးရှိတယ်ဒါဆိုရင်ဒီလိုလုပ်ရမယ်နောက်ခုသိရမှာကဘာလဲခေါင်းစဉ်နဲ့ချိတ်ဆက်တဲ့အချက်လက်ပေးရမှာခုနကတိချက်ပြောတဲ့ technology ဆိုကျွန်တော်တို့က alpha generation ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကခုန technology နဲ့လွတ်ရိုးထုံးစံမရှိဘူးဟုတ်လားကျွန်တော်တို့ကလွတ်လို့မရအောင်ကျွန်တော်တို့က technology နဲ့မွေးလာတဲ့လူအနေနဲ့လို့ပြောလို့တော့ရတယ်လို့ပြောရင်ခုနခေါင်းစဉ်နဲ့ချိတ်ဆက်တဲ့ hook လို့ပြောတဲ့ခိုင်မာတဲ့အချက်လက်စာဖတ်တဲ့သူကိုဆွဲဆောင်နိုင်တဲ့အချက်လက်ကိုတင်ပြပေးတာဖြစ်တယ်တော်ပြီနှစ်ချောင်းဆိုအများဆုံးဟုတ်လားအသေးစိတ်တင်ပြစရာကိုမလိုဒါဆို background information လည်းပေးပြီးသား indirect message လည်းပေးပြီးသားခေါင်းစဉ်နဲ့လည်း hook လို့ခေါ်တဲ့ချိတ်ဆက်ပြီးသားပဲဖြစ်တယ်ဒါကြောင့်မလို့ဆက်မတွေ့တော့နဲ့ကြံတာ body ကိုဆက်တွေ့တော့ဒီချက်ပြနားလည်လားချစ်တော်တို့ညမနော်ကဲဒါဆိုရင်ပြီးပြီအသေးစိတ်လည်းတင်ပြစရာမလိုဘူးနော်ခုနဆွဲဆောင်နိုင်တဲ့အချက်အလက်တွေပါပြီးခေါင်းစဉ်နဲ့ချိတ်ဆက်တဲ့အချက်လက်ပါပြီးဆိုရပြီတော်ပြီအသေးစိတ်မပြပါနဲ့ခုနကရေဘူးရအကြောင်းအရာနေပြီးတော့မှခုနကဗာလဲ specific လို့ခေါ်တဲ့တိကျတဲ့အကြောင်းအရာကိုခေါ်သွားပြီလေခုနကျွန်တော်တို့က alpha ခေတ်မှာမွေးတယ်ကျွန်တော်တို့ကဒီရဲ့ technology နဲ့မွေးလာတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဟုတ်လားဘာညာတာကဆိုတာဒီ general ကနေ specific ကိုခေါ်သွားတဲ့အပိုင်းဖြစ်တဲ့အတွက်စာဖတ်တဲ့သူစာစစ်တဲ့သူကလည်းဒါဆိုတာအဆင့်ရှိတဲ့ introduction ဖြစ်ပြီဆိုတော့သူနားလည်ပြီ
ဟုတ်ပြီနော်ဒါဆိုပြီးပြီဒါဆို introduction ကလည်းတည်ထားမှာကဘာဖြစ်လို့တစ်ကြောင်းနှစ်ကြောင်းတက်ပုံမရေးရလဲလို့ပြောရင် introduction ဘိုင်းဒီ essay တဲ့ဘုတ်လုံးရဲ့10%ပဲရေးရတာဖြစ်တဲ့အတွက်မလိုအပ်ဘူး10%သာလုံလောက်တယ်ဟုတ်ပြီလား introduction ဘယ်သူမှအမှတ်ကို100ပေးမှာမဟုတ်ဘူး essay အမှတ်15မှတ်ပေးရင်လည်း15မှတ်လို့ introduction ပေးမှာမဟုတ်ဒါဆိုရင်ခုနက15မှတ်မှာ10%ပဲပေးတဲ့အတွက်ကိုဒီ2မှတ်နဲ့5မှတ်ကြားတော့မရနိုင်ဘူး2မှတ်နဲ့3မှတ်ကြားမှာပဲပေးတာဖြစ်တဲ့အတွက်ဒီချာတို့ဒီ2ချောင်း3ချောင်းတဲ့ဒီပြင်ပို့ရေးပေးစုဖို့လဲမလိုအပ်ဘူးရေးလည်းမရေးစေချင်ဘူးကိုကအရန်ကိုဒီမန်းထားတဲ့လူရှိတယ်အင်္ဂလိပ်စာကိုဒီမန်းထားတဲ့ဆိုတော့ဒါဒီ3ချောင်းထိရေးပေးလို့ရတယ်ခုနကတီချာပြောတဲ့အချက်လက်ပါဖို့ပဲလို့တာ3ချောင်းဖြစ်ပြီးတော့မှ specific ကနေ general ကနေ specific idea ကိုမသွားနိုင်လဲအလကားပဲအကြောင်းရည်တာပို့တာပဲရှိတယ်ခေါင်းစဉ်ရဲ့ background information နဲ့လာပြီးတော့မချိတ်ဆက်နိုင်လဲအလကားပဲ3ချောင်းတောင်ရေးတာပဲရှိတယ်သူ့မှအမှတ်အကောင်းကောင်းမရနိုင်သဘောပေါက်လားဒါကြောင့်10%ပဲရေးရမှာဖြစ်တဲ့အတွက်2ချောင်းအများဆုံး2ချောင်းအနည်းဆုံး1ချောင်းဟုတ်လားဒါမှရှိ3ချောင်းဆိုလိုတာဒီချောင်းနဲ့3ချောင်းထိရေးပေးလို့ရတယ်တေးချတာကတော့အဲ့ဒီဘိုင်းမှာစာဖတ်တဲ့သူကိုစိတ်ဝင်စားအောင်ရေးကိုရေးနိုင်ရမယ်အဲ့တော့မိမိရဲ့ခေါင်းစဉ်နဲ့ချိတ်ဆက်မှုရှိရမယ်ဆိုတာဘယ်တော့မှမေ့လို့မရဘူးခုနကခေါင်းစဉ်နဲ့ပတ်သက်တဲ့ surprising fact တွေ strong statement တွေရေးပြရမှာခုနကပြောတဲ့ technology ဘိုင်းဆိုရင် alpha generation လို့ပြောလိုက်ဒါဒီ strong statement ဖြစ်တယ်ကျွန်တော်တို့လူရိုးထုံးစံမရှိဘူးကျွန်တော်တို့က we are born with it လို့ပြောလို့ရတယ်ကျွန်တော်တို့ကဒါနဲ့တော့မွေးဖွားလာတယ်လို့ပြောလိုက် surprising fact ဖြစ်သွားပြီဒါဆို general ကနေ specific idea ဖြစ်တဲ့အတွက်အင်မတန်မှအမှတ်ပေးကောင်းတဲ့ introduction ဘိုင်းမျိုးဖြစ်တယ်ဒါဆို introduction ဘိုင်းကိုဒီနားလည်မယ်လို့မျှော်လင့်နေရမယ်နော် okay တယ်နော်တရားမှလည်းခေါင်းညိတ်တော့ကဲဆက်သွားမယ်နော်ကဲဒါဆို body ကိုယ်ထိုင်ပိုင်းကိုတွားကြည့်ရအောင် body ကိုယ်ထိုင်ပိုင်းကတော့စာပိုက်တစ်ပိုက်လုံးနော် essay ရဲ့ခုနကဘလောက်ရခိုင်နှုန်းလဲဆိုသိထားမှာ80%ခိုင်နှုန်းကိုအမှတ်အသေးနိုင်ဆုံးပါတော့ body ပိုင်းဖြစ်တယ်ဒါဆိုလိုတာကခုနက introduction မှာ2ချောင်းရေးပြီဆိုရင် body မှာ5ချောင်းရေးဖို့လုံလောက်လားမေးမယ်မလုံလောက်ဘူးဒါကြောင့်မလို့အနည်းဆုံး10ချောင်းကိုရေးနိုင်မှာဒါဆိုဒီထက်ကတိချေကျမတို့ကရေးခြင်းမရှိလို့မရေးနိုင်ဘူးဆိုတကယ်သွေးရင်ကိုအနည်းဆုံးကတော့တကယ်10ချောင်းရပါတယ်9ချောင်းနဲ့10ချောင်းကြားရတယ်လို့ဒီချက်ထင်တယ်နော်တကယ်ရပါတယ်နော်အဲ့တော့ထားလိုက်ပါတော့ body ဒီ essay ရဲ့80%ဖြစ်တဲ့အတွက်အပိုက်အရန်များတယ်စအရန်များတယ်ဆိုလိုတာကများရေးမှရမယ်လို့ပြောတာနော်ဒါဆိုရင် essay ကတော့ခုန body ဘိုင်းကတော့ကိုရေးမဲ့ essay အရေးအတွက်စာလုံးအရေးအတွက်ပေါ်မူတည်ပြီးတော့မှကြိုက်တယ်လို့အပိုက်ခွဲလို့ရတယ်ရေးရမယ့် essay ဒီအလုံး900လို့တော့သူရေးထားလိုက်မယ်ဟုတ်လားအလုံး900ရေးရမယ်နော်အလုံး900လို့ရေးရမယ်ဆိုကို900လုံးမရေးနိုင်လေဝမ်းနေစရာမလို300အနည်းဆုံးရေးနိုင်မယ်ဒါဒီအနည်းဆုံး300ရေးနိုင်ဖို့ဒီချက်ဒီရဲ့ဗီဒီယိုကိုလုပ်ပေးတာဖြစ်တယ်နော်300ကိုရေးနိုင်မယ်600ခုနအနည်းဆုံး10ချောင်းဆိုရင်280နဲ့300ကြားရှိသွားပြီနော်10ချောင်းလောက်ဆိုရင်လေထင်တာပဲအဲ့လို250လောက်တော့ရှိမှထင်တယ်ကဲထားလိုက်တော့ရှိစီတော့ခုနကတီချာတို့ကကိုရေးမဲ့စလုံးရေးအတွက်မှမူတည်ပြီးတော့မှအပိုက်ခွဲလို့ရတယ်ကိုရေးတဲ့ essay ကအရန်ရှည်တယ်ဆိုရင်ခုနကနှစ်ပိုက်အနည်းဆုံးခွဲလို့ရတယ်အနည်းဆုံးတစ်ပိုက်ရေးလို့လည်းရတယ်လို့နှစ်ပိုက်သုံးပိုက်စသဖြင့်ခွဲပြီးရေးနိုင်တယ်ဒါကတော့ကိုရဲ့သဘောကို essay ရေးနိုင်တဲ့ပုံမှာပဲမူတည်တယ် body ကတော့ခုန essay ရဲ့တီချာတို့80%ပါဝင်တယ်80%ဆိုတာဒီအများကြီးလို့ပြောတာအကြောင်းရအများကြီးရေးရတယ်ဒါဆိုရင်သိထားရမှာကတော့ body ဘိုင်းက essay ခေါင်းစဉ်ကိုရွေးတဲ့ essay ခေါင်းစဉ်နဲ့ the right message ပဲ in the right message ပေးလို့မရဘူးဓာတ်ရိုက်ပဲရေးရမယ် my native town လို့ပြောလိုက်ပြီဆိုတာနဲ့တွေ့ဝိုက်ပြီးရေးလို့မရဘူးငါတို့ native town မှာဘာရှိလဲဒါဒီချက်ဒီ draft ဒီဘာကိုစဉ်းစားပေးတာဆို body ဘိုင်းကိုစဉ်းစားထားပေးတဲ့အပိုင်းဟုတ်လားဒါ body ဘိုင်းကိုစဉ်းစားထားပေးတာဒီအချမ်းရေးတာဒီ body ကိုစဉ်းစားထားပေးတယ်အချမ်းရေးနေပါ the reason I like ကတော့ conclusion ဘိုင်းကိုစဉ်းစားထားပေးတာဒါဆိုဒါ body နဲ့ conclusion ရပြီဆိုရင်ဒီမှာ introduction ခုကိုဝင်အောင်စဉ်းစားထားလို့ရတယ်ရမယ်နော်ကဲဒါဆိုတာကတော့ဆက်ပြောမယ်ခုန body ဘိုင်းမှာရပြီ
ဆိုရင်ကိုအပိုက်ကိုရွေးလို့ရပြီဒါကတော့ essay ခေါင်းစဉ်နဲ့တိုက်ရိုက်ပဲဖြစ်ရမယ် essay ရွေးထားတဲ့ essay နဲ့တိုက်ရိုက်ပဲဖြစ်ရမယ်နော်ပြန်ပြောမယ်တွေ့ဝရေးလို့မရဘူး essay နဲ့တိုက်ရိုက်မျိုးပဲပတ်သက်ဆက်နွယ်နေရမယ်ပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ essay ခေါင်းစဉ်နဲ့တိုက်ရိုက် message တွေပါကိုပါရမယ်အချက်တစ်ချက်ထည့်သွင်းပေးရမယ်ဒီမှာအမှတ်ကောင်းချင်ရင် body ဘိုင်းမှာဘလို့ရေးလို့ရလဲဆိုရင်ဥပမာပေးပြီးတော့ရေးရင်အမှတ်ပိုကောင်းတယ်ဥပမာတောင်ကြီးမြို့အကြောင်းကိုရေးလိုက်ပြီဆိုပါစို့တောင်ကြီးမြို့ကဘယ်နှခုနှစ်မှာတည်ထားတဲ့မြို့information ရှိတယ်အဲ့ဒီဘ ഹു တုထရှိရင်တော့ပိုကောင်းတာပေါ့ဘယ်နှခုနှစ်မှာစပြီးတည်ထားတယ်ဆိုလို့ပြောရင်အမတ်ကတော့အရန်ကိုရသွားပြီတောင်ကြီးမြို့ကိုတည်နေတာနှစ်ပေါင်း100ကျော်ရှိပြီအမတ်အရန်ကောင်းသွားပြီဘာလို့လဲသူ့မှာ research လုပ်ခေါ်တဲ့ supportive sentence တွေပါတယ်ဟုတ်လား research လုပ်ထားတဲ့အပိုင်းတွေပါတယ် theory တွေပါတယ်အဲ့တော့ဆိုလိုတာကအမတ်ကောင်းရချင်တဲ့လူတွေသူကပြောတာဒီနေရာမှာအမတ်ကောင်းရချင်တော့ theory ကိုရေးတတ်မယ် theory ဆိုတာဟိုသင်္ချာ formula တို့physics formula တို့ chemistry formula တို့ရေးခိုင်းတာမဟုတ်ဘူးဥပမာကျမ်းမာလမ်းလျှောက်ခြင်းကကောင်းတယ်လမ်းလျှောက်ခြင်းကကောင်းတယ်လို့ပြောလို့ရှိရင်လမ်းလျှောက်လို့ကောင်းတာသိပ္ပံပြင်ဆရာဝန်တွေကညွန်ပြထားတယ်လမ်းလျှောက်ခြင်းကကောင်းတယ်ဆရာဝန်တွေကပြောတယ်လမ်းလျှောက်ခြင်းကအရန်ကောင်းတယ်ဒါကိုပြောတာမဟုတ်ဒီလိုမျိုးကိုပြောတာတိကျပြောတာအဲ့ဒါ supportive sentence supportive idea အဲ့လိုပြောတာလမ်းဆရာဝန်တွေကပြောကြတယ်လမ်းကိုမိနစ်30ရှောက်လို့ရှိရင်နှလုံးကြွက်သားတွေအတွက်နှလုံးယောဂတွေမဖြစ်ဘူးလေဖြတ်ခြင်းတွေမဖြစ်ဘူးအဲ့ဒါကိုပြောတာမဟုတ်ဆရာဝန်တွေကပြောတယ်အဲ့ဒါကို supportive sentence လို့ခေါ်တယ် supportive idea လို့ခေါ်တယ်ကိုရေးတဲ့အပိုင်းမဟုတ်ကိုတွေးတဲ့အပိုင်းမဟုတ်သူများပညာရှင်တွေတွေးတဲ့အကြောင်းအရာကိုထည့်သွင်းရေးပေးလားဒါဆိုအမှတ်အရန်ကောင်းတယ်ဒီအချက်ကိုចောင်းသူចောင်းသားတွေကမသိလို့အမှတ်ကောင်းမရတာရေးတဲ့အင်္ဂလိပ်စာတော့ရေးလာပါတယ်အပိုက်တွေကလည်းအကြီးကြီးဒါပေမဲ့သူ့အမှတ်အရန်ပေးလို့မရအောင်ဘာလို့ပေးလို့ရ9မှတ်ပဲပေးလို့ရတယ်သူ့မှာ supportive idea တွေခုန supportive sentence တွေခုန theory လို့ပြောတဲ့ဆရာဝန်ကဒီလိုပြောတာပန်းဒီနေတဲ့တလုံးစားပြီးနှလုံးယောဂမဖြစ်ဘူးတဲ့ကိုပြောတာမဟုတ်ဆရာဝန်ပြောတာဒီလို idea တွေပါတယ်သူအမှတ်ကိုအများကြီးပေးပြီခုနှစ်ကိုရေးနိုင်ပိုကောင်းတာပေါ့ဒါကတော့ဘ ഹു တုထအနေနဲ့ပြောတာခုနှစ်ကတော့ကလေးတို့ကရေးစရာမလိုပါ grade 12ပဲဖြစ်တယ်ဒါ academic learner လို့တချို့တက်ကလို့ဝင်ခွင့်ဆောင်ပွဲတွေမှာဆိုဒီလိုရေးနိုင်အမှတ်ကအရန်ကောင်းတယ်ဒါကိုပြောပြတာ teacher ကရေးခဲ့ဘူးလို့ဒါကို knowledge ကို sharing လုပ်တာနားလည်လားမသိဘူးကိုဘာလို့အမှတ် share ရေးတဲ့အမှတ်မကောင်းလဲဒီအချက်လက်တွေကြောင့်အမှတ်မကောင်းတာဒါဆို body ဘိုင်းဒါတိကိုတိထားမယ်နောက်တစ်သိထားမှာတော့ចောင်းသူចောင်းသားဟောင်းနေဒီချက်ရဲ့ចောင်းသူចောင်းသားဟောင်းနေကောင်းကောင်းသိတယ် body ဘိုင်းမှာရေးတော့ရေးပါတယ် supporting idea လည်းပါပါတယ်ဒါပေမဲ့အချက်ပြစကားလုံးတွေမပါဘူးဥပမာ moreover တို့ furthermore တို့ so တို့ therefore တို့ however တို့ thus တို့ဒါတွေမပါဘူးဒီစကားလုံးကို translation word လို့ခေါ်တယ်အဲ့တော့ teacher ကဒီမှာပရဟိတပညာဒါနလုပ်ပေးမယ်အောက်မှာ teacher ဒီနားမှာပြောပြပေးမယ်နော်ဒီနားမှာ teacher translation word ဒါ body အပိုင်းတွေပြောထားပြီးတဲ့အပိုင်းရှိတယ်ဒါတွေမပါဘူးဆိုလို့ရှိရင်လည်းအမှတ်ကကောင်းကောင်းမရမြောက်ဘာလို့လဲစာကြောင်းကိုထောက်ပံ့ပေးတဲ့အချက်ပြစကားလုံးတွေ translation ဆိုတာတစ်ခုနဲ့ချိတ်ဆက်တဲ့စကားလုံးတွေမပါရင်လည်းအမှတ်ကောင်းကောင်းမရအောင်ဘာလို့လဲစာဖတ်သူကဖတ်လိုက်ဒုံးတီဖြစ်နေတာဘာလို့ဒီရဲ့ကောင်ဆိုလည်းမပါဘူး therefore လည်းမပါဘူး in addition လည်းမပါဘူး moreover လည်းမပါဘူး furthermore လည်းမပါဘူးဟာကိုအချက်လက်တွေကိုရေးရမယ် AI ကငါတို့ technology အရန်ကောင်းတယ်ဟုတ်လား cause and effect essay တွေလာပြီးဆိုသွားပြီဘာကြောင့်ကောင်းလဲဒီရဲ့ effect တွေ cause တွေတင်ပြရတော့မယ်အဲ့ဒီမှာအချက်ပြစကားလုံးတွေတစ်လုံးမှမပါဘူးကိုအမတ်ကလုံးဝမရအောင် essay ကရေးထားတာ2မျက်နှာရှိတယ်900တာကျော်တော့တယ်အမှတ်မကောင်းဘာလို့လဲခုနကtranslation word တွေမပါဘူး supportive idea တွေမပါဘူးဒါဒီအမှတ်ကောင်းတည်ခြင်းတဲ့သူတွေသူကပြောတာမရေးတတ်တဲ့သူကတော့ရိုးရိုးရေးလိုက်ကိစ္စမရှိဘူးဒီမှာဒီ9မှတ်ပြေးမလို့ဘူး9မှတ်ကိုပြေးမလို့ဘူး grammar လည်းမှန်တယ်ခုနက format လည်းဝင်နေဆို9မှတ်ကိုပြေးမလို့ဘူးအဲ့ဒါလေးသိထားမယ် essay မဖြေဘူးဆိုတာဘယ်တော့မှမလုပ်နဲ့ရားသလောက်ဖြေခဲ့ဆိုဒီနားလေလားအဲ့တော့ teacher ရေကျမတို့ body ဘိုင်းမှာဘယ်လို translation word တွေသုံးရမလဲဆိုဒီအောက်မှာ teacher ပြန်တီးတက်ပြန်ပြောပေးမယ်ဟုတ်ပြီနော်ရမယ်နော်တီးတက်ပြန်ပြောပေးမယ်ဒါ body ဘိုင်းကိုပြောတာဒီနားလည်မယ်လို့ထင်တယ်
ဟုတ်ပြီနော်ကဲဒါဆိုရပြီအကုန်လုံးပါပြီဆိုတာ body ပိုင်းပြီးသွားပြီ transition word လို့ခေါ်တဲ့ therefore လို့ so that တို့ပါမယ်ဒါဆိုရပြီဒါဆို body ပိုင်းမှာလုံလာပြီ conclusion ပိုင်းကိုပြောကြည့်အောင် conclusion ပိုင်းတော့ဏိဂုံးပိုင်းတော့ teacher တို့ခုနက introduction နဲ့ပြောင်းပြန် specific idea အော်ဒီမှာကစလုံးပေါင်းမှာနေနော် sorry specific idea ကခုနကရေဘူးရမဟုတ်ဘူး sorry ဘာလဲအဓိကနော်အဓိကအခြေအနေကနေပြီးတော့မှအဓိကအခြေအနေကနေအဓိကအကြောင်းအရာနေပြီးတော့မှခုန general idea လို့ခေါ်တဲ့ရေဘူးရအခြေအနေကိုခေါ်သွားရမှာအဲ့လိုမျိုးကို conclusion လို့ခေါ်တယ်ဒီအချက်ဝင်လို့ရှိရင်ကိုအမှတ်ရတာပဲအမှတ်ပိုကောင်းတာပေါ့ဟာဒါဆိုရင် teacher ကျွန်တော်တို့မတွေးတတ်ဘူး specific ကနေ general မတွေးနဲ့ conclusion in conclusion လို့ရေးလိုက်အချက်ပြစကားလုံးရေးလိုက် in conclusion ဒီလိုကြောင့်ဒီလိုဖြစ်တယ်ရေးလိုက်ပြီဆိုရင်လေကိုကဂွင်ဝင်သွားပြီဆိုရင်လေမသိလိုက်မသိဖာတာနဲ့အမှတ်ရနိုင်တာပဲဟုတ်လားဒါကအမှတ်ကောင်းရဖို့အတွက်လူတွေကိုပြောတာအဲ့တော့အဓိကအကြောင်းအရာကနေပြီးတော့မှရေဘူးရအကြောင်းအရာတွေကိုထိမိဏိဂုံးချုပ်ပေးရမယ်ဒီမှာအမှတ်ပိုကောင်းချင်တဲ့လူက introduction နဲ့ conclusion လာချိတ်ရမယ်ဒါဒီခုရဲ့အမှတ်ပေးစီမင်းနည်းရဟုတ်လားအဲ့တော့ conclusion က essay ရဲ့ဘယ်နေရာခိုင်တော့မဲလဲ10ရာခိုင်တော့10% 10% ပဲပါတာမလို့ခုနကဘာလို့လဲ body မှာရေးထားတဲ့အချက်လက်တွေကိုလည်းနည်းနည်းလေးထောက်ပြနိုင်ရမယ် introduction နဲ့လည်းလာချိတ်ရမယ်အဲ့ဒါသိထားရမယ်နည်းနည်းတော့ခက်ခဲတယ်ဒီပိုင်းလဲကျောင်းသူကျောင်းသားတွေလွယ်တယ်လို့ထင်တာတကယ်တော့ essay တွေကတကယ်လည်းမလွယ်နေဘူးအဲ့တော့ကိစ္စမရှိဘူးမပြနိုင်တော့မှဘာပြရမယ် short to the point ဆိုပြီးတော့မှထိမိစာသားတွေနဲ့ဏိဂုံးချုံနိုင်တယ်ဆိုရင်လည်းပဲအမှတ်ရနိုင်တာပဲစာကြောင်းတွေအများကြီးရေးစရာလည်းမလိုပါဘူးเนาะဏိဂုံးပိုင်းမှာလည်း10%စာပိုက်တစ်ပိုက်လုံးရဲ့10ရာခိုင်နှုန်းပဲပါဝင်တဲ့အတွက်စာကြောင်းအများကြီးရေးစရာမလိုပါဘူးเนาะအဲ့တော့ essay တွေကိုရေးနည်းကိုသိပြီဆိုရင်ကိုယ့်အလုပ်ကတော့နာလေ့ကျင့်ရမယ်လို့ဟာဒါဆိုဒီချိန်ကျွန်တော်ကျမတို့ဘယ်လိုလုပ်ရမလဲအဲ့တော့ဆရာကြီးတွေရေးသားပြုစုထားတဲ့ essay တို့များဖတ်နာဖတ်များလေးချင်းတိထားမှာကကို essay အင်္ဂလိပ်စာဒီကိုရဲ့မိခင်ဘာသာစကားမဟုတ်ဘူးငါလက်တန်းရေးနိုင်တယ်ဆိုတဲ့အတွေးမျိုးကိုမရှိစေချင်ဘူးလက်တန်းရေးနိုင်တယ်ဆိုတာကိုဘလောက်လေ့ကျင့်ထားတယ်ကိုရဲ့ English skill ဘလောက်ရှိတယ်လဲပေါ့မှာမူတည်တယ်လူတိုင်းကိုပြောတာတော့မဟုတ်ဘူးအထင်သေးတာလည်းမဟုတ်ဘူးအထင်စမောတာလည်းမဟုတ်ဘူးနားလည်လားတိထားမှာလက်တန်းရေးဖို့ထက် draft ဆိုတဲ့အကျမ်းကိုချရေး essay အတွက်အချိန်ကုန်တတ်တာတယ်တကယ်ကိုတတ်တာတယ် idea တွေလည်းပို့ထွက်တယ်ဒါကြောင့်မလို့မကြောက်တန်းရေးပါအချိန်လောက်ပါတယ်အကျမ်းကိုဆွဲထုတ်ပါအဓိက key point တွေကိုအကျမ်းဆွဲထုတ်ပါအချိန်လောက်ပါတယ်เนาะအဲ့ဒါ body ဘိုင်းအတွက်အဲ့ body နဲ့ conclusion အတွက်ပေါ့ပြီးမှအားလုံးရေးပြီးဆိုမှ introduction ကိုလာပြန်စဉ်းစားတစ်ကြောင်းနဲ့ကြောင်းဆိုရပြီessay ကောင်းတစ်ကောင်းလုပ်ဖို့ဆိုတာဒါကတော့ teacher လေ့ကျင့်မဲ့လူတွေအတွက်ပေါ့ဒီခုကြောင်းသူကြောင်းသားတွေကတော့လက်တမ်းပဲရေးရတော့မှာဖြစ်တယ်เนาะ essay ကောင်းတစ်ပုဒ်ရဖို့ခုန teacher ပြောပြီးဘယ်လိုအချက်တွေပါဝင်ရမလဲဒါကတော့လေ့ကျင့်မဲ့လူအတွက်ကတော့ 3S ကိုတည်ထားရတယ် collect copy create collect ဆိုတာကိုခုန data တွေကိုစုဆောင်းတာ online တွေဖြစ်စေဆရာကြီးတွေရဲ့စာအုပ်ကနေဖြစ်စေအချက်လက်တွေကိုစုဆောင်းထားတဲ့ကောင်ကို collect လို့ခေါ်တယ်เนาะ collect ပြီးနှုတ်ထုတ်လိုက်တဲ့ကောင် copy ကူးလိုက်မယ်ဟုတ်လားစကားလုံးတွေဖွဲ့စည်းဖို့တဲ့ sentence construction တွေကိုနှုတ်ထုတ်လိုက်မယ်ကူးချတာမျိုးမဟုတ်ဘူးသူ့ရဲ့စာရေးဟန်တွေကိုဆွဲထုတ်လိုက်ပြီးတော့ကိုယ်ပိုင်ဟန်နဲ့ပြန်ဘာလုပ်တာလဲ create ပြန်လုပ်တာအဲ့လိုဆိုရင် collect copy create ဆိုတဲ့အပိုင်းဖြစ်သွားပြီเนาะကိုယ်ပိုင်းတိဆောက်တာပေါ့ထားလိုက်တော့ဒါကတော့ကလေးတို့အတွက်မလိုအပ်တော့ဘူးဘာလို့လဲဆိုဒါဒီလေ့ကျင့်မဲ့လူတွေအတွက်ဖြစ်တယ်เนาะဒါဆို essay introduction body conclusion မှာဒီချက်ပြောပြီးပြီပေါ့เนาะရပါပြီဒီလောက်ဆိုရပြီကဲဒါဆို essay ရဲ့ tips ကတော့ဘာလို့လဲ essay ကိုအမှတ်ကောင်းရချင်ရင်ခုနကကိုရေးထားတဲ့ idea တွေကိုစနစ်တကျဆက်သွယ်ပေးနိုင်တဲ့ sequencing word လို့ခေါ်တဲ့ချိတ်ဆက်တဲ့စကားလုံးတွေ signal words transition word အခြေအဆက်စကားလုံးတွေပါအောင်ပါပေးရမယ်နောက်တစ်ချက်ကဘာလို့တာလဲ supporting idea လို့ခေါ်တဲ့ဆရာဝန်ကဒီလိုစားရင်ဒီလိုဖြစ်မယ်တဲ့ဆိုတဲ့တွေကိုရေးပါဟုတ်လားဥပမာ
ကျွန်တော်တို့ technology ဘိုင်းမှာစဦးတီထွင်ခဲ့တဲ့ဖုန်းဆိုရင် Alexander Graham Bell ကနေတီထွင်ခဲ့တာခုနှစ်မမှတ်မိနော် Alexander Graham Bell ကဖုန်းကိုတီထွင်ခဲ့တာသူ့ကျေးဇူးကြောင့်ကျွန်တော်တို့က smartphone ကနေဟုတ်လားဖုန်းတွေအမျိုးမျိုးဖြစ်ထွက်လာပါတယ်ဆို Alexander Graham Bell လေးတစ်လုံးလေးပါလာပြီးဆိုအမတ်ကပို့ကောင်းသွားတယ်မိသီးဆိုရင်လေ Thomas Alva Edison ကကျွန်တော်တို့တီထွင်ပေးတဲ့အတွက်ဒီနေ့ခေတ်မှာလက်စစ်ကိုကျွန်တော်တို့ရရှိတာဖြစ်ပါတယ်သူ့ရဲ့ကျေးဇူးဖြစ်ပါတယ်ဒီလိုလေးထည့်ရေးပြီးဒါဆိုဒါအမတ်ကောင်းပါတယ်ကြမ်းမယ်နော်ဒါဆိုအမတ်ကောင်းဖို့ကနှစ်ချက်ပဲရှိတယ်ခုနပညာရှင်တွေပြောတဲ့ဟာပညာရှင်တွေထောက်ပြတဲ့ဟာပညာရှင်တွေရဲ့နာမည်တွေနဲ့အချက်လက်တွေကိုထောက်ပြလိုက်ရင်အမတ်ပိုကောင်းမယ် sequencing word တွေ signal words တွေကိုထည့်သွင်းရေးထားပြီးအမတ်ပိုကောင်းတယ်ဒါဒီအမတ်ကောင်းရစေဖို့ပါရိုးရိုးရေးလည်းအနည်းဆုံးစလုံးပေါင်းတပ်ပုံ grammar တွေလည်းမှန်မယ်ခေါင်းစဉ်နဲ့လည်းချိတ်ဆက်မှုရှင်းဆို9မှတ်တကယ်ရပါတယ်နော်တကယ်ပေးပါတယ်နော်အနည်းဆုံးတော့300တော့ရေးရမယ်ဒါဆို sequencing word တွေ signal words တွေကို teacher တို့သိထားရမယ် teacher ရေး sequencing word တွေ transition word တွေသိအမှတ်ရတယ်ဒါဆိုဒါတွေကဘာတွေလဲဒါတွေကဘာတွေလဲလို့ပြောရင်ကိုကအကြောင်းအရာတွေကိုစက်တိုက်ဖော်ပြမယ်အချက်လက်တွေကိုဟုတ်လားကိုရဲ့အကြောင်းအရာတစ်ခုအတွေးမြင်တစ်ခုအချက်လက်တွေကိုပို့ပြီးဖော်ပြမယ်လွယ်လွယ်ကူကူပြောရင် not only but also ဟုတ်လား and and ဆိုတာကြီးကိုမရေးချင်ဘူးဟုတ်လားကျွန်တော်တို့ကဒီရဲ့ Alexander Graham Bell ကတယ်လီဖုန်းကိုထိထွင်ခဲ့တယ်ဒါကြောင့်ကျွန်တော်တို့က smartphone ဖြစ်တယ်ဒီအပြင် Thomas Alva Edison က electric bulb ကိုထိထွင်ခဲ့တယ်ဒီအပြင်ဆိုရင်ဘယ်လိုရေးမလဲ and and ပဲသုံးမလား and and ဆိုရင်အမြဲတမ်း beginner level ပဲကိုယ့်ရဲ့အမှတ်ကလျော့တယ် and and အစားဘာသုံးလို့ရလဲ in addition ခုနတချို့ furthermore moreover also ဆိုလည်းဒါ beginner level ပဲတကယ်တမ်းပြောရင် again သုံးတက်လို့ရှိရင် intermediate level ထဲမှာပါတယ် besides not only but also ဒါ grammar ပါသင်နေရတယ်သုံးတက်လို့ရှိရင် intermediate level ဖြစ်တဲ့အတွက်ရအောင်သုံး as well as ဒါတွေသုံးပြီးရင်ကိုယ့်ရဲ့အမှတ်က andတစ်ချိန်လုံးတအန်နဲ့သုံးမဲ့အစားဒါလေးသုံးပြီးလို့ရှိရင်ကိုယ့်ရဲ့အမှတ်ကဘယ်လောက်ကောင်းလာလဲစဖတ်တဲ့သူအမှတ်ပေးတဲ့သူကကိုယ့်အမှတ်ပေးပြီဘာလို့လဲ and beginner level ပဲဖြစ်လို့လေbasic level ပဲဖြစ်တယ်လေခုန in addition furthermore moreover besides not only but also as well as ဒါဒီ intermediate level ဖြစ်တယ်အမှတ်ကောင်းတယ်ဒါဆို as well as ကတော့တတိထားမှာကတော့အလေထဲမှာတုံးရမယ် and နဲ့တူတယ်အဲ့ဒါတတိထားရမယ်ဘယ်နေရာမှာတုံးရမလဲလေသိပြီဆိုရင်အရှိမထည့်ရမှာလားအနောက်မှာထည့်ရမှာလားအလယ်မှာထည့်ရမှာလားမေးခွန်းထုတ်စရာရှိတယ်ဒါဒီ in addition ကနေစပြီးတော့မှ also ကလည်းရှေ့မှာထည့်လို့ရတယ်နော် in the အလယ်မှာလည်းထည့်လို့ရတယ်နော် in addition ဝချရဲ့ရှေ့ဆုံးမှာထားလို့ရတယ် furthermore ဝချရှေ့ဆုံး moreover ဝချရှေ့ဆုံး also ဝချရှေ့ဆုံးမှာထားလို့ရတယ် verb ရဲ့ရှေ့မှာထားလို့ရတယ် again ဝချရှေ့ဆုံးမှာထားလို့ရတယ်နောက်ဆုံးမှာထားလို့ရတယ် beside ဝချရဲ့ရှေ့ဆုံးမှာထား not only but also ကိုရေးမဲ့အကြောင်းအရာတွေရဲ့ grammar စာကြောင်းတွေလိုပဲ verb ရဲ့ရှေ့မှာထားမလားအကြောင်းအရာမတူရဲ့အရှေ့မှာထားလို့ရတယ် as well as ကတော့ and နဲ့တူတူပဲကိုရေးမဲ့အရှိနောက်မှာပို့လို့ရတယ်เนาะဒီရဲ့ထားတို့ထားနေပါသိရမယ်ထားတို့သုံးတော့တတ်ပါတယ်ထားတို့ထားနေမသိရင်လည်းအမတ်ကလည်းမရပြန်ဘူးเนาะကဲစက်ကြည့်ဒါဆိုဥပမာပေးတော့မယ်ဥပမာလမ်းလျှောက်ခြင်းကကောင်းတယ်ဥပမာနိုင်ဝက်ဆရာဝန်တွေကပြောတယ်နိုင်ဝက်လမ်းလျှောက်ခြင်းတွေကကောင်းတယ်ဥပမာ for example အဲ့ဒီစကားလုံးကို body ဘိုင်းမှာနှစ်ချိန်ဖြစ်စေအနည်းဆုံးသုံးပေးမယ်ဆိုအမှတ်လည်းရတယ်အမှတ်ကောင်းတယ် for example ဥပမာပေးမယ်အကြောင်းအရာတစ်ခုပုံမနားလဲဥပမာပေးမယ်ဥပမာ good manners အကြောင်းရေးပြီးဆိုပါစို့ good manner နဲ့ပတ်သက်တဲ့ essay တွေလာပြီဒီလိုလာပြီဆိုရင် manner တွေနဲ့ပတ်သက်တဲ့ essay တွေလာပြီဆိုရင်ဥပမာပေးလို့ကောင်းပြီအဲ့ဒီတော့ for example ဆိုတာဥပမာပေးအမှတ်ပို့ရတယ်ဒါတကယ်ပြောနေတာအမှတ်ပို့ရတယ်ဒါဆိုရင် for example ပဲတစ်ချိန်လို့ရေးအမှတ်က for example ဖြစ်နေတော့ထပ်နေတယ်ထပ်နေတဲ့အတွက် for example ဆိုတဲ့အစား for instance တုံးလို့ရတယ် in other words တုံးလို့ရတယ် such as namely to illustrate တုံးလို့ရတယ်ဒါဆိုရင်တစ်ချိန် such as namely to illustrate အန်ဒီရများတယ် for example for instance in other words အဲ့ဒါတွေကအန်ဒီရကင်းတယ်ဝါကြရဲ့ရှေ့ဆုံးမှာတုံးလို့ရတယ်
တိတ်ရေးတဲ့သူတွေကတော့အလေထဲမှာတုံးလို့ရတော့ danger ဖြစ်တဲ့အတွက်မပြောပြတော့ဘူးဒါကတော်တော်လေးရေးနိုင်တဲ့လူတွေအတွက်တော့အဆင်ပြေတယ်အဲ့တော့ teacher တော့ရေးနိုင်တယ်မရေးနိုင်တယ်ဝါချရှိဆိုမှာပဲထားဒါဆို such as တို့ namely တို့ to illustrate တို့ကဆိုတော့ to illustrate ကလည်းဝါချရှိဆိုမှာရေးလို့ရတယ် such as နဲ့ namely ကဘယ်လိုအချိန်တွေမှာသုံးလို့ရလဲဆိုရင်ဥပမာလူကြီးရှိကောင်းဟုတ်သွားရမှာတို့အတမမီအောင်အတမမီအောင်အစားစားရမှာတို့ဘာညာတာကဥပမာ3-4ခုလောက်ပြလိုက်မယ်ဆိုရင်တော့ such as တို့ namely လို့သုံးလို့ရတယ်သဘောပေါက်လား for example မရေးစရာမလိုတော့အဲ့ဒါလေးလည်းသိထားရမယ်ဟော teacher တို့ဒီမှာတော့ရှင်းပြပါပြီရဲ့ဘယ်နေရာမှာဘယ်လိုသုံးမှလည်းမသိဘူးဘယ်အတွက်က such as သုံးမှလည်းမသိ namely ကဘယ်အတွက်လည်းမသိရင်လည်းအမတ်ကလည်းအလကားပဲသုံးတာခွင့်မတည့်နေဘူးဒီမရှင်းတာရှိလားသဘောပေါက်လားဒါတိချက် next stop ပြောပြရတဲ့အတွက်ပြင်းကောင်းပြင်းသွားနိုင်တယ်အဲ့တော့ပြင်းဖို့မလို့မပြင်းနဲ့ကိုဖြူပြဲပြီးတော့တေချာနာတော့ကဲဒါဆိုရင်ဟုတ်ပြီ manery မှာပဲဖြစ်စေ technology အပိုင်းမှာပဲဖြစ်ဖြစ်အချက်အလက်အကြောင်းအရာတစ်ခုကိုတစ်ချက်ချင်းဖော်ပြမယ်အချက်လက်တစ်ခုတစ်ချက်ချင်းဖော်ပြမယ်ကိုယ့်ရဲ့အတွေ့ကိုအချက်လက်တွေနဲ့တင်ပြမယ်ဆိုရင် firstly တို့ first တို့ second တို့ third တို့ thirdly တို့သုံးသပ်ရပြန်တယ်ဟာတိချေဥပမာဘယ်လိုမျိုးလဲဥပမာ Thomas Edison ကဒီဟာထုတ်တယ် Alexander Graham Bell ကဒီလိုမျိုးဥပမာဆိုဒီလိုဥပမာကိုရှင်းရှင်းလင်းလင်းပေးလို့ကောင်းတာကကျောင်းသူကျောင်းသားတွေအတွက်ရှိတိုက်တဲ့ hobby ဒီလိုလာရင် welcome လုပ်လိုက်တော့အဲ့ဒီရဲ့ essay တစ်ပုဒ်လိုက်ကြိုဆိုလိုက်အဲ့ဒါ my hobby ပဲကျောင်းသူကျောင်းသားမှာရှိတိုက်တဲ့အမှုအကျင့်များဆိုလဲ my hobby ကိုထည့်ရေးလို့ရတယ်ရေးတတ်ရင်လွယ်လွယ်လေးပဲ my hobby ကိုဓာတ်ရိုက်မဟုတ်ပဲနဲ့တွေ့ဝိုက်တော့နီးနေလာတာကျောင်းသူကျောင်းသားမှာရှိတဲ့ကောင်းတဲ့အမှုအကျင့်ဆိုခုနက good man နဲ့တွေ့ရေးလို့ရတယ်စာဖတ်ခြင်းကတိတ်ကောင်းတယ်ငါတို့တွေ knowledge တွေရတယ်ဟောဒီလိုတွေရေးမယ်ဆို sequencing သုံးမှရတော့မှာအစဉ်လိုက်ဖော်ပြတဲ့စကားလုံးတွေသုံးရမှာအဲ့ဒီအတွက်ဓာတ်တွေဒီကနေဒီထိသုံးရမှာဟုတ်လားဒါ yes တွေကတော့ဥပမာအနေနဲ့ပေါ့ဒါချွင်းချက်အနေနဲ့ဒီလိုတွေတော့မှာဒါဆိုရင်ဒီချက်ကျွန်တော်တို့ဘယ်လိုသွားမလဲ first second third ဟော first လို့ရွေးလိုက်ပြီဆို first second third finally ကိုက၄ချက်ပေါ်ပြရင်၄ချက်ပေါ်ပြမယ်ဆို first second third finally ၃ချက်ပဲပြမယ်ဆို first second finally ဟုတ်လားဒါသိရမယ်ဒါဆို firstly secondly လဲသုံးလို့ရတယ်ပထမတစ်ကြောင်းမှာတော့ပထမအချက်ကို first သုံးပြီးတော့ဒုတိယအကြောင်းမှာ secondly သုံးရင်မာတယ်ဟုတ်လား first ဆိုရင် first second third finally firstly secondly thirdly finally သုံးချက်ပဲရှိရဆို firstly secondly finally ဒီလိုတွေသိရမယ်ဒီအပြင် next တို့ then တို့ဒါသိပါတယ်နောက်တစ်ချက်ကိုဖော်ပြရင် next then ပြီးတဲ့နောက် after that ထိုးနောက်ကိုကြိုက်တယ်လို့ရေးလို့ရတယ် less နောက်ဆုံးအနေနဲ့ finally နောက်ဆုံးအနေနဲ့ဟိုမှာ less ဆိုလို့ရှိရင်တောင်းရတဲ့အနေနဲ့များတယ်အနေနဲ့များဆိုမသုံးနဲ့အဲ့စကလုံး less ဆိုမသုံးနဲ့အဲ့ဒီစား finally တူတယ်သုံးလိုက်သူက beginner level လည်းမဟုတ် intermediate level လည်းမဟုတ်အသုံးများတယ် at last နောက်ဆုံးမှတော့အသုံးတက်ရင်သုံး afterward သုံးတက်ရင်သုံးမသုံးတက်ရင်မသုံးနဲ့ဟုတ်လား subsequently သုံးတက်ရင်သုံးမသုံးတက်ရင်မသုံးနဲ့ဒါတော့အနေနဲ့များတယ်ကိုကသုံးတက်တဲ့ဟာပဲရအောင်သုံးအနေနဲ့များတဲ့ဟာတွေမသုံးနဲ့ဟုတ်လား meanwhile လည်းဒီလိုပဲသုံးတက်ရင်သုံးမသုံးတက်ရင်လည်းမသုံးနဲ့ဒါကတော့ဒီချက်အများဆုံးခုနအချိန်နဲ့အဆင့်လိုက်ဖော်ပြခြင်းဒါသုံးလို့ဒါရေးထားပေးထားတာပဲเนาะကဲဒါဆိုရပါပြီကဲနောက်တစ်ခုနေရာအထားအတူအတွက်ပြမယ်ကိုပြောတဲ့အကြောင်းအရာမှာ preposition တွေပါမယ်ဆိုရင်ခုနသုံးမဲ့ preposition ဘယ်လိုမျိုးတွေသုံးမလဲသိရမယ် above across under ဒါကတော့မရှင်းပြတော့ grade 12ဆိုတော့ကောင်းကောင်းလေးနားလည်ကြတယ်เนาะ under beyond nearby nearly opposite to adjacent to left right far ဟုတ်လား the foreground in the background ဒါကတော့ကိုယ်သဘောနဲ့ကိုသုံးလို့ရတယ်ဒါကတော့ဒီတိုင်းပဲရေးပြထားတာဒါဆိုနိဂုံးချုပ်မဲ့အပိုင်းဆိုပါစို့ဒါဆိုကျွန်တော် conclusion ဘိုင်းเนาะဒါ conclusion เนาะအောက်ဆုံးဘိုင်းเนาะဟုတ်ပြီလားအောက်ဆုံးဘိုင်းသုံးမဲ့ဆိုလို့ရှိရင်နိဂုံးချုပ်ရင် in summary ကိုကအလွတ်ချက်ထားတစ်လုံးဆိုတစ်လုံးပဲသုံးငါးလုံးလောက်ချက်ပြီးစလုံးပေါင်းတစ်လုံးမှမမှတ်မိအလကားပဲဟုတ်လားအဲ့တော့ဒီချက်အလွယ်ဆုံးအဆင့်တန်းရှိတဲ့အလွယ်ဆုံး in conclusion ပြီးသွားပြီဟုတ်လား to conclude ပြီးသွားပြီဒီနှလုံးချက်ရင်ရပြီဟုတ်လား to
to conclude in conclusion အဲ့ဒါ conclusion ပိုင်းနောက်ဆုံးအပိုင်းကိုပြောတာနော်နောက်ဆုံးအပိုင်းကိုပြောတာစလုံးပေါင်းတစ်ခါလေးချက်လိုက် to conclude in conclusion တစ်ခါလေးချက်ရေးတဲ့ကောင်က in summary တချို့က conclusion စကားလုံးမပါဘူးအမှတ်ရောတယ်ဒါကြောင့်သူတို့ကအချက်ပြစကားလုံးတွေကြည်နေတာအဲ့တော့ကိုကအဲ့အချက်ပြစကားလုံးပါအောင်ရေးတချို့ကတော့ finally နဲ့နှိကုံချုပ်တယ်တီချာတော့တိတ်မကြိုက်လို့တီချာသာစာစစ်သူဆိုရင် essay သူကကောင်းပြီးမှတော့ finally နဲ့နှိကုံလာချုပ်ရင်တိတ်တဘောမကြတော့ to conclude in summary ဆိုတော့အကောင်းဆုံးပေါ့ကြိုက်ဆုံးပဲတော်တော်စလုံးမမားနိုင်တယ် SA နဲ့ရှေ့ကောင် A နဲ့ပေါင်းပြီးနောက်ကို U နဲ့ပေါင်းနိုင်တယ်အဲ့တော့ကိစ္စမရှိဘူး to conclude in conclusion လို့အလွတ်ချက်ထားရင်တစ်လုံးဆိုတစ်လုံးပဲချက်ထားလိုက်တော့ပြီးပြီနားအေးပြီအဲ့တစ်လုံးပဲချက်ထားလိုက်ပြီးသွားပြီအဲ့ conclusion အချက်ပြရအောင်တော့မှအမှတ်ကောင်းပါတယ်အမှတ်ပေးပါတယ်ကဲနောက်တစ်ခုကတော့ဒါကတော့တိတ်တော့မတက်ဆိုင်မိမယ်တချို့ရေးတတ်တဲ့လူတွေတို့ကတော့6ခု8ခုပေါ့နော်ဒါတော့ရေးတတ်တဲ့လူတွေအတွက်ကဲဒါဆိုရင်အကြံပြုမယ်ရည်ရွယ်ချက်တွေကိုပြန်ပြောမယ်အကြောင်းအရာတစ်ခုအချက်လက်တစ်ခုအတွေးခေါ်စတာတွေကိုတိုက်တွန်းမယ်အကြံပေးမယ်အဲ့လိုတွေရေးနိုင်တဲ့သူဆိုရင် for this purpose ထိုရည်ရွယ်ချက်ကြောင့် to this end ဒီလိုအဆုံးသတ်မှာတော့ in order to အလို့ငါ so as to with this aim ဒီရဲ့ရည်ရွယ်ချက်ဖြစ်အဲ့လိုတွေရေးတဲ့ရေးမရေးတဲ့ရင်မတွေ့နဲ့မရေးနဲ့ဒါအကြံပြုချက်ရည်ရွယ်ချက်တွေကိုတိုက်တွန်းတဲ့လူတွေအတွက်အမှတ်ကောင်းရချင်တဲ့လူတွေအတွက်နောက်တစ်ခု emphasizes လို့ခေါ်တဲ့အရေးကြီးတာတွေကိုအလေးပေးဖော်ပြခြင်းတယ်ဆိုတော့ဒီအကြောင်းအရာတွေအချက်လက်တစ်ခုတွေကိုယ့်ရဲ့အတွေးတွေကိုလေးလေးနက်နက်ပြခြင်းတယ်အမှန်တကယ်တော့ indeed in fact တချို့ရေးတတ်တယ်ရေးမရေးတတ်မရေးနဲ့အထူးသဖြင့်ဒါမျိုးတော့ចောင်းသူចောင်းသားတဲ့သုံးပါတယ် especially အထူးသဖြင့်ငါတို့ AI ခင်မှာသူ့မှာ down side လည်းရှိပါတယ် dark side လည်းရှိပါတယ်ဟုတ်လားတခါလေအဲ့လိုရေးပေးရတယ်ဟုတ်လားငါတို့ AI မှာဆိုလဲ dark side လေးရှိတယ် AI နဲ့အတူဖန်တီးပြီးတော့မှဟုတ်လားဒီလိုလုပ်လို့ရတာတွေထွက်လာတယ်ဟုတ်လားအထူးသဖြင့်ဘသူတွေက influence ဖြစ်နိုင်လဲအလိန်ခံတာတော့ teenager တွေနဲ့အသက်မပြည့်တဲ့ကလေးငယ်တွေမှာဘာလုပ်နိုင်လဲအလိန်ခံနိုင်ရပါတယ်ဆိုဒါအလေးပေးဖို့ပြတဲ့အကြောင်းရင်းဆို especially ထည့်သုံးလို့ရတယ်ဒါသုံးနည်းသုံးဟန်ကိုပြောပြတာသုံးချင်နေဆိုရင်ကဲနောက်တစ်ခုကတော့ဒါကတော့များသောအဖြစ်ကတော့တော်တော်လေးကိုရေးနိုင်တဲ့လူတွေအတွက်ပေါ့နော်အကြောင်းအရာတစ်ခုဖြစ်စေအချက်လက်တစ်ခုဖြစ်စေအတွေ့တစ်ခုဖြစ်စေတူညီကြအောင်ပေါ်ပြတယ်တခါလေတူညီတဲ့အကြောင်းအရာတွေပေါ်လာတယ် similarly in the same way ဟုတ်လားဒါ essay မျိုးစားပေါ်မှာမူတည်တယ်ကိုရွေးတဲ့ essay ကဒီရဲ့နည်းနည်းတွေးခေါ်ရမယ် essay ဆိုရင်တော့ဒီလို in the same way လို့ပါလာလိမ့်မယ်အဲ့တော့အဲ့ဒါလိုမျိုးရွေး similarly likewise similar ဆိုအလားတူတဲ့တူပဲ likewise လည်းတူတူပဲ in like manner ဆိုအလားတူတဲ့တူပဲ in the same way တူတူပဲထို့နည်းတူစွာဒီလိုပဲเนาะအဲ့ဒါတွေစကားလုံးကိုသုံးလို့ရတယ်ပေါ့နော်ဒါဆိုရင်ဆန့်ကျင်ဘက်ဒါကတော့ဆန့်ကျင်ဘက်အကြောင်းအရာတွေဖော်ပြတိုင်းမြည်သူမဆိုသုံးလို့ရတယ်အမတ်နည်းနည်းများများမဆိုင်ဘူးတော်တော်မတော်တော်မဆိုင်ဘူးရေးပေးလို့ရတယ်ဆန့်ကျင်ဘက်အကြောင်းအရာကိုသုံးမယ် BUT တပတ်ဘတ် BUT ဘတ်ဒီ beginner level ကလေး level ဖြစ်တဲ့အတွက်တပတ်ဘတ်ကိုမသုံးဘူးတိကျရတာဆို but အစားပါသုံးမလဲနည်းနည်းမြင်တာတော့ in contrast to ဆန့်ကျင်ဘက်အရာဒီမှာ and အကေးဆုံးကတော့ however အကောင်းဆုံး nevertheless on the other hand အကောင်းဆုံးသုံးလုံးပဲရှိတယ်အကောင်းဆုံးသုံးလုံးကလွယ်တခြားဘာမှမသုံးနဲ့ဒါရိုးရိုးရှင်းရှင်းလေးနဲ့အမတ်လည်းကောင်းတယ်စလုံးပေါင်းလည်းမမားဘူးရမယ်နော်ကဲဒါဆို however beauty but အသုံးမဲ့စား however စကားဝါချရဲ့အရှိဆုံးမှာသုံး nevertheless ဝါချရဲ့အရှိဆုံးမှာသုံး on the other hand ဝါချရဲ့အရှိဆုံးမှာသုံး yet ရှေ့ဆုံးရတယ်နောက်ဆုံးရတယ် nevertheless ရှေ့ဆုံးရတယ်နောက်ဆုံးရတယ် still ရှေ့ဆုံးမှာရတယ် verb ရဲ့ရှေ့မှာရတယ် in contrast to ရှေ့ဆုံးမှာရတယ်နောက်ဆုံးမှာတော့မရဘူးပေါ့နော် but ကရှေ့ဆုံးလာရတယ်ဝါချရဲ့နှစ်ခုမှာဆက်လဲရတယ်နော်အဲ့တော့တခြားတွေအနေနဲ့များတဲ့အတွက်မတုံးနဲ့ကဲဒါဆို cause and effect essay အကြောင်းရင်းနဲ့အကျိုးတရားမှုပြတဲ့ essay လာပြီဆိုပါစို့ဘာကြောင့်ဖြစ်တယ်ဘယ်လိုဖြစ်တယ်စတဲ့အကျိုးနဲ့အကြောင်းနဲ့အဖြစ်အပျက်တွေရေးတဲ့ essay ကို cause and effect essay လို့ခေါ်တယ် cause and effect essay ကတော့မြင့်လွန်အားကြီးတယ်အဲ့တော့အဲ့ဒီ essay မျိုးပါရင်ရွေးလို့ရရင်မရွေးနဲ့ဒီလို essay ကို
ရွေးလို့မရဘူးဆိုလို့ရှိရင်ရွေးရေးနေရတော့ရိုးရိုးလေးပဲသူ့ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွဲပြီးတော့ရေးပေးလိုက်ဒီရဲ့စကားလုံးတော့ပါမရမယ်အဲ့ဒါပါလေ because of due to owing to as a result of ဒါဆိုဒီချက်ကျွန်တော်တို့ကကျမတို့ကဘယ်လိုမှတ်မိနိုင်မှာတော့မမှတ်မိနိုင်ဘူးဆို because ထပ်တယ်လဲတော့ because of ထပ်တယ်လဲတော့ as a result of ထပ်တယ်လဲတော့ဒီလိုမျိုးအကြောင်းအရာတွေပါရင် cause and effect essay ပဲဟုတ်ပြီလားဒါကတော့ cause အတွက်ခုနက effect အတွက်ကတော့စကားလုံးတွေကလွယ်လေးပဲခုနကဒီမှာတော့ပါသေးတယ်စန့်ကျင်ဘက်စကားလုံးတွေပါမယ် therefore as a result accordingly မတုံးတဲ့မတုံးနဲ့ consequently အကျိုးဆက်အရာမတုံးတဲ့မတုံးနဲ့ therefore thus as a result သုံးလုံးပါရင်လည်းပဲ cause and effect essay ထဲမှာဝင်ပါပြီရလားပါရင်လည်းမရွေးနဲ့ရွေးချယ်စရာအများကြီးရှိတယ်နော်သုံးပုတ်တွေကတစ်ပုတ်ရွေးရတာကြီးကဲဒါဆိုနောက်တစ်ခုအတွေးအမြင်နဲ့အငင်းတွေကိုဖော်ပြမယ်အငင်းမယ်ငင်းတဲ့ essay တွေတချို့ပါတတ်တယ်မတိလိုက်မတိပါနဲ့ငင်းမယ်ဆိုရင်လေတူပဲ as a result otherwise therefore ဒါပဲတော့တခြားဘာမှမလုပ်နဲ့ဒါကတော့တခြားပို့ပြီးတော့ထည့်ထားပေးတယ်ဆိုတာကရေကုန်ခန်းကုန်ထည့်ထားပေးလိုက်တာနော်ဒါပဲကဲဒါဆိုရင်ခုနကဒီအကြောင်းအရာကတော့ essay နဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်တယ်ဒီကြည့်တော့မရှင်းလင်းတာမရှိဘူးလို့မျှော်လင့်တယ်နော်ဒါဆိုဒီချက်လည်းပဲ the break တဲ့ပြောနေရတော့နည်းနည်းတော့မောတယ်ကဲ basic writing ကိုပြောချင်ရအောင်ဒါဆို essay ကတော့ရေးတက်ပြီးဒီချက်ရေးဒါကတော့ဒီချက်တော့အပိုအစ်ပြောပေးတာအပိုစေတနာနဲ့ပြောပေးတာ essay ရေးတက်ပြီး grammar ဘိုင်းလည်းသိပြီးဒါဆို writing ဘိုင်းရဲ့ sentence structure လို့ခေါ်တယ်ဖွဲ့စည်းပုံမသိရင်အမတ်ကလည်းမကောင်းပြန်ပါဘူးဒါဆိုဒီချက်ကျွန်တော်ကျမတို့ကဘယ်လိုရေးရမလဲ essay တွေဖြစ် letter တွေပဲဖြစ်ရေးတဲ့အခါမှာ sentence structure ၃မျိုးထည့်သွင်းစဉ်းစားပြီးရေးလို့ရတယ်အဲ့ဒါတော့ simple sentence ရိုးရိုးဝါကျ compound sentence ဗမာလိုပြောရခက်တယ်အဲ့တော့ဒီချက်တော့ဗမာလိုမပြောတော့ဘူးခုနကတော့ compound sentence ပေါ့ complex sentence ဆိုပြီးတော့ sentence ၃မျိုးရှိတယ်အမှတ်အကောင်းဆုံး sentence ကိုပြောပါဆိုရင် compound နဲ့ complex sentence နဲ့ရေးထားတဲ့ essay ဒီအမှတ်ကောင်းရပါတယ်ဟုတ်ပြီလား compound နဲ့ compound sentence complex sentence နဲ့ရေးထားတဲ့ essay ဒီအမှတ်ကောင်းရပါတယ်ဒါဆိုဒီချက်ကျမတို့က simple sentence ဘာလို့ simple sentence ကြီးကလေးတန်းအတွက်ပဲအဆင်ပြေတယ်ကိုဒီ grade 12ဖြစ်တဲ့အတွက် grade 12အတွက်အဆင်မပြေဘူးရမနော်တိုးတော့ဒီချက်ရှင်းပြလိုက်မယ်ဘာကြောင့်လဲဒါဆို simple sentence ပါမယ်အဲ့တော့ဟာဒီချက်ဒါဆိုကျမ simple sentence မရေးတော့ဘူးစကတည်းက compound နဲ့ complex ရေးမယ်အလောက်ထိလဲမကဲပါနဲ့ကဲစရာမလိုဘူးအလောက်ထိလဲဟုတ်လားအလောက်ထိလဲကဲစရာမလို simple sentence ကလည်းလိုစမြဲပဲအဲ့တော့ simple sentence ဆိုတာဘာလဲ simple sentence ဆိုတာ independent clause လို့ခေါ်တယ်အမီအကိုခင်းနဲ့ဝါချခွဲဟာဒီချက်ကျွန်တော်တို့ကအမီအကိုခင်းနဲ့ဝါချဆိုကျွန်တော်တို့မသိဘူးကျွန်တော်တို့မသိ my name is Kin Tan Nwe အဲ့တော့ my name is Kin Tan Nwe my name is Kin Tan Nwe ဆိုဝါချတစ်ကြောင်းပဲဘဒုပေါ်မှာလည်းမိခေါ်ထားတာမရှိဘူးဟုတ်လား full stop ရိုက်ထားပြီ subject ဆိုရဲ my name ဆိုတဲ့ subject ပါတယ် is ဆိုတဲ့ verb တစ်လုံးပါတယ်ပြီး object တစ်လုံးပါတယ်ပြီးသွားပြီ subject တစ်လုံး verb တစ်လုံးပါတယ် object တစ်လုံးပါတယ်ဒီလိုဆိုအဲ့ဒါ simple sentence ရမလားအဲ့ဒါကို independent clause လို့ခေါ်တယ်ဒါတော့ဒီတိုင်းစာလို့ပြောတာရမနော်ရလား there is no place like home အိမ်လိုတူတဲ့နေရာမျိုးမရှိဘူး there is no place like home မှာ there the subject is the verb no place like home the complement ပေါ့ဒါလိုရှင်းပြောလိုက်တာ object တွေမပြောတော့ဘူးเนาะအဲ့တော့ complement or subject တလုံး verb တလုံးပါတယ် complement ပါတယ်ဒါဆိုသူ့ကိုဒီရဲ့ there is no place like home ကို simple sentence လို့ခေါ်တယ်ဒါဆိုလူတိုင်းရေးတတ်တယ်ចောင်းသူចောင်းသားတိုင်းရေးတတ်တယ်မရေးတိုင်း simple sentence ကရေးလိုက်စာရမှာတော့အမြဲတမ်း subject စာရမယ်တင်လျော်ရာ verb ထည့်ရမယ်ပြီး object ရှိရမယ်ဒါကတော့ sentence pattern ဖြစ်သွားပြီဒီ simple sentence ကတော့ sentence structure လို့ခေါ်တယ်ဟုတ်ပြီလားဒါ grade 12မှာ subject for object တွေပြောဖို့အချိန်လည်းမရှိဘူးတိလည်းတိထားရမယ့်အပိုင်းဖြစ်တယ်နော်ကဲဆက်ကြည့် you can help me by looking after my children နင်ကကလေးကိုကြည့်ပေးရင်နင်ကကူညီတာနဲ့တူတူပဲအဲ့ဒီခါမှာတွားချလိုက်တဲ့ခါမှာ you the subject can help the verb
me by looking after my children the compliment ပေါ့ဗျာကဲဒါဆိုဝါချမှာ subject verb တစ်လုံးပါတယ်ဘယ်သူမှလည်းမီးမခိုးထားဘူးဖြစ်တဲ့အတွက် you can help me by looking after my children the simple sentence ပေါ့ဗျာဒါကိုပြောတာရမှာနော် the boys attending this training course are from our school အဲ့ဒီကမှတွက်ကြည့်လိုက်မယ် the boys attending this training course subject ပေါ့ဗျာ are the verb ပါဗျာ from our school the complement အဲ့တော့ subject verb တစ်လုံးပါတယ် complement ပါပြီးတော့တခြားပေါ်မှာမိခိုးတာလည်းမရှိဘူး and တို့ one တို့နဲ့ after တို့လည်းဆက်ထားတာမဟုတ်တဲ့အတွက်ဒီဝါကျတစ်ခုလုံးကို simple sentence လို့ခေါ်တယ်ဒါကြောင့်မလို့ simple sentence ကလည်း essay မှာရေးကိုရေးပေးရမှာပဲရမှာနော် compound sentence ကြည့်အောင်ဒါဆိုဒီချက်ရေးကျွန်တော်တို့ compound sentence နဲ့ရေးရင်အမှတ်ကောင်းရတယ်ဟုတ်ပါတယ် simple sentence လည်းပါရမယ် compound များများသုံးသပ်ရမယ် complex များများသုံးနိုင်ရမယ်ဒီလိုဆိုအမှတ်ကောင်းကောင်းရတယ်နော်အဲ့တော့ teacher တို့ကဆရာဆရာမတွေဖြစ်တဲ့အတွက် essay တော့ရေးထားပါတယ် essay ကြီးအမြတ်ကောင်းကောင်းမပေးဘူးဘာလို့လဲသူက compound လားရေးထားလား complex ရေးထားလားခုနက transition word တွေပါပြီလား supportive idea တွေပါပြီလားပညာရှင်ရဲ့အဆိုအမိန့်တစ်ခုပါလားအဆိုအမိန့်ပေါ့နော်အဆိုအမိန့်တွေပါလားပညာရှင်ကိုထောက်ပြထားတဲ့အချက်လက်တွေပါလားမပါရင်အမှတ်ကောင်းမပေးဘူးဟုတ်လားကဲကြည့် compound sentence ဆိုတာဘာလဲဆိုတာခုနက independent clause ဆိုရယ် simple sentence independent clause နဲ့ not a dependent clause ဟုတ်လားဒါမှရှိ independent clause နှစ်ခုကိုလာဆက်ပြီးတော့မှရေးထားတဲ့ဝါချအားဒါဆိုဒီချက်ကျွန်တော်တို့မသိဘူးပါမမခက်ဘူးအဲ့ဒါဒီဘာလဲခုနကကျတော့ coordinating conjunction တွေဖြစ်တဲ့အတွက်ဖြစ်တဲ့ and တို့ but တို့ so တို့ or တို့ either or neither no both and not only but also ကြားဘူးတယ်ဟုတ်ကြားဘူးလားအဲ့ဒါတွေနဲ့ရေးထားတဲ့ဝါချကို compound sentence လို့ခေါ်တယ်ပြီးပြီရိုးရိုးရှင်းရှင်းပဲမြင်ပြီလားဟာဒီချက်ကျွန်တော်တို့ကျမတို့ coordinated conjunction ဆိုတာမသိဘူးဟုတ်ပြီမသိလဲဘာမှဖြစ်ဘူး and and သိလားသိလားသိတယ်အဲဆို and နဲ့ဆက်ထားတဲ့ဝါချ compound sentence ပေါ့ဗျာ but နဲ့ဆက်ထားတဲ့ဝါချ compound sentence ပေါ့ဗျာ so နဲ့ဆက်ထားတဲ့ဝါချ compound sentence ပေါ့ဗျာ either or နဲ့ဆက်ထားတဲ့ compound sentence ပေါ့ neither no both and not only but also ဟုတ်လား although in spite although တော့မပါတော့ဘူး sorry အဲ့နဲ့ဆက်ထားတဲ့ကောင်ကို compound sentence ကိုခေါ်တယ်လေပြီးသွားပြီလေရလား example လေးကိုကြည့် you must work hard or you will fail ဒီအလုပ်စူးစမ်းစာစူးစမ်းစာမစူးစမ်းရင်ဒီဆောင်ဝကြမယ်ဘာနဲ့ဆက်ထားလဲအော်ဒါကြောင့်မလို့ဒီဝါချတဲ့ကြောင့်ဘာ sentence ကိုခေါ်လိုက်တာလဲ compound sentence either she or he is wrong either or နဲ့ဆက်ထားဘူးလားဆက်ထားပါတယ် either or နဲ့ဆက်ထားတဲ့ဝါချကို compound sentence လို့ခေါ်လိုက်တာပေါ့ဒါနဲ့ရေးတော့အမှတ်ပိုရတာပေါ့ he had no money so he could not take a taxi ဘာနဲ့ဆက်ထားလဲ so နဲ့ဆက်ထားတယ်အဲ့တော့ so နဲ့ဆက်ထားတော့ compound sentence မဖြစ်သွားဘူးလားအဲ့တော့ခဲရခဲစင်းမရှိဘူးအတွေးကိုတွေးပြတာအမှတ်ကောင်းရအောင်ပြောပြတာမရတဲ့ကလေးတရားမှမရှိဘူး simple sentence နဲ့ရေးလဲအမှတ်ရတယ်တိုးတော့ဝါကြထဲမှာ compound များရင်အမှတ်ပိုရတာပေါ့ complex နဲ့ရေးရင်လဲအမှတ်ပိုကောင်းတာပေါ့ဒါပဲဒါဆို complex sentence ဆိုတာဘာလဲဒီချက်ရေး complex sentence ဆိုတာ independent ရေး dependent ရေးပေါင်းတယ်ဘာနဲ့ဆက်လဲ conjunction နဲ့လာဆက်တယ်ဟာဒီချက်ရေးကျွန်တော်တို့နားမလဲပြန်ဦးဗျဘာ conjunction လဲဗျ subordinating conjunction ဟာ subordinating conjunction ဆိုဘာလဲဗျဒီချက်ရှင်တို့သိပြီလား one ကြားဘူးလေဟုတ်မြန်မာလိုတော့အခါလိုအဓိပ္ပာယ်ရတယ်လေဟုတ်လား if ကိုအကယ်၍လို့အဓိပ္ပာယ်မရအောင်နော် if ကလင်းလို့အဓိပ္ပာယ်ရတယ်နော်မြန်မာလိုစကားပြောဆိုရင်သူလာရင်ငါသွားမယ်အဲ့လိုပြောတာနော်တခါလေအကယ်၍လို့ဘာသာပြေမားတယ် wow ဇင်တွေ because ဟော one နဲ့ဆက်တဲ့ဝါချ complex sentence ပေါ့ဗျာ why နဲ့ဆက်ပြီးရေးထားတဲ့ဝါချ complex sentence ပေါ့ဗျာ if နဲ့ရေးထားတဲ့ဝါချ complex sentence ပေါ့ because နဲ့ဆက်ထားတဲ့ဝါချ complex sentence ပေါ့ although နဲ့ဆက်ထားတဲ့ဝါချ complex sentence ပေါ့ before နဲ့ဆက်ထားတဲ့ဝါချ complex sentence before ဆိုတာအချိန်ပြတဲ့ဟာလည်းရှိသေးတယ်နော် before no တို့ before 12ဆိုအဲ့ဒါ complex sentence မဟုတ်တော့ဘူး before subject verb ပြီးရင်နောက်ထပ်ဒါ etc comma နောက်ထပ်အဲ့ဒါပါမှာနော်အဲ့ဒါလည်းတတိထားအောင်အဲ့ဒါလည်းတတိထားမှရမယ်ရလား after လည်းဒီလိုပဲနော်
afternoon ပါလိုက်တာနဲ့ after နဲ့ no နဲ့ခွဲရေးတယ်အဲ့ဒါဒီ complex sentence မဟုတ်ဘူးအဲ့ဒါသိထားမယ် grade 12ဆိုဒီလိုအသွေးတွေရှိရမယ် after plus subject plus verb အဲ့ဒါဒီမှာ complex sentence လို့ပြောတာဒါဆို before clause after clause လို့ပဲပြောမယ်လွယ်အောင် before clause နဲ့ဆက်ထားတဲ့ဝါကျကို complex sentence after clause နဲ့ဆက်ထားတဲ့ဝါကျကို complex sentence since ဆိုတာကလေးက since clause ကိုဆက်ထားတဲ့ဝါကျကို complex sentence relative pronoun တွေဖြစ်တဲ့ who whom whose which that အဲ့ဒါနဲ့ဆက်ထားတဲ့ဝါကျကို complex sentence လို့ခေါ်တယ်ဒီလိုပဲ when where why ဆိုတဲ့ relative adverbs တွေနဲ့ clause တွေနဲ့ဆက်ထားတဲ့ဝါကျကိုလည်း complex sentence လို့ခေါ်တယ်ဥပမာကြည့် when she comes I will go သူလာရင်ငါသွားမယ်သူလာတော့အခါငါသွားမယ်ဟုတ်လားအဲ့မှာ when တူလား clause နော်အဲ့ဒါ one clause ဒါကြောင့်မလို့သူ့ဝါကျတဲ့ကြောင့်လို့ complex sorry ဟုတ်တယ် complex sentence လို့ခေါ်တယ် he went to bed after he had studied his lessons for 2 hours အဲ့ဒီကမှကျတော့ဘာတွေ့လဲ after clause တွေ့လားအဲ့ဒါ clause နော် after subject have plus verb 3အဲ့တော့ after clause နဲ့ဆက်ထားတဲ့တကြောင်းလုံးဘာ clause လို့ခေါ်sorry ဘာ sentence လို့ခေါ်ရလဲ complex sentence မြင်သွားပြီလား although she is pretty she is not proud although clause နဲ့ဆက်ထားတဲ့ဝါကျကို complex sentence ဒါကြောင့်မလို့ကိုက complex sentence နဲ့ဆက် sentence ကိုသုံးမယ် compound တွေကိုများများသုံးမယ် complex များများသုံးမယ် simple sentence ကလည်းပါတယ်ဆိုမှအမှတ်ကောင်းရမယ်ဒီမရှင်းတာရှိလား okay ဒီတက်မကရေးနိုင်ပြီရေးနိုင်တယ်မနိုင်နဲ့ကြောင်းလို့ကြောင်းထားတယ်ရေးနိုင်တယ်များသောအားဖြင့် compound နဲ့ complex နဲ့ပေါင်းရေးတဲ့ဝါကျကို compound complex sentence လို့ခေါ်တယ်ဆိုလိုတာကဘာလဲဆိုဆက်လိုက်တာဝါကျကိုဥပမာ we tried our best but we still didn't win first place and we were disappointed with the result အဲ့ဒီခါမှာကြည့်ဘတ်နဲ့ရေးထားတယ် compound sentence ဟုတ်လား compound sentence တွေ့လားမြင်လားဟုတ်လား compound နှစ်ခုပေါင်းရင် compound complex sentence ဖြစ်တယ်အဲ့တော့အဲ့ဒီကောင်မျိုးပြောတာအဲ့ဒါနဲ့ရေးထားလည်းအမှန်ရတယ်ဆက်ကြည့် Lucy went to the store and while she was there she ran into an old friend whom she hadn't seen in years so they decided to grab a cup of coffee and catch up also ဗမာလိုအဓိပ္ပာယ်မရှင်းပြတော့ဆက်ကြည့် or and compound why she was blah 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 or complex ဒီမှာလာပြန်ပြီဒီကနေဆက်ထားတယ် complex အဲ့တော့အဲ့ဒါကို compound complex sentence လို့ခေါ်တယ်ဆိုလိုတာဝါကျတွေအရှိရေးထားတယ် and လည်းပါတယ် complex sentence လည်းပါတယ်နှစ်ခုလုံးရေးထား compound complex sentence ပါရေးနိုင်ရင်လည်းအမှတ်ကောင်းရတယ်ဒီမရှင်းတာရှိလားရမှာနော်ဒါလောက်ဆိုရင် essay ရေးနေတာလုံလောက်ပြီဒါဆို essay ကိုလင်းလင်းမြင်မြင်ရေးတတ်ပြီအမှတ်ကောင်းဘလို့တင်မလဲဆိုလားလေနားလေသွားပြီဒါဆိုဒီမရှင်းတာရှိလားရှိပါဘူးနော် okay ဒါဆိုဒါ essay ဘိုင်းကိုပြောပြီးပြီဆိုဒီချက်က letter ဘိုင်းကို5 minute break မယ်နော်5 minute break ပြီးတော့မှအတန်းကိုပြန်လာမယ်ဒီရဲ့ link ပဲခဏလောက်5 minute ကို break ပေးထားမယ်နော်ကဲ see you in another 5 minutes okay ကဲဒါဆိုကျွန်တော် letter ဘိုင်းကိုဆက်ကြည့်အောင်letter ကိုကြည့်အောင်နော်အဲ့တော့ကျွန်တော်ကအထက်တန်းဖြစ်တဲ့အတွက် letter ဘိုင်းကိုရေးတဲ့အခါမှာကျွန်တော်ဒီရဲ့8မျိုး letter ရဲ့ format ကတော့ဒါ formal informal ရှိတယ်အဲဆိုကလေးတို့ကဘာပဲတွားလို့ရလဲဆိုတော့ formal letter ပဲရေးရတယ်အဲ့တော့ formal letter ရဲ့စီမင်းစည်းကမ်းကတော့8မျိုးရှိတယ်ဒါပေမဲ့ grade 12မှာကျတော့8မျိုးလုံးမလိုဘူးအဓိကသူဒီ senders address လို့ခေါ်တယ်ပေးပို့သူရဲ့လိပ်စာ yes ဆွဲဒီမှာ recipient address မလိုဘူးလက်ခံသူရဲ့ yes ဆွဲမလိုဘူး subject မလိုဘူးအဲ့တော့3နဲ့4မပါဘူးเนาะ3နဲ့4မပါဘူးအဲ့တော့ဒါဆိုဘယ်နှချက်ပဲရှိလို့ဆို1နဲ့3 4 5 6 6ချက်ပဲရှိတယ်အဲ့ဒါ formal letter ရဲ့အစိပ်ပိုင်း
6ချက်ဝင်အောင်ရေးရမယ်အဲ့တော့ဒီမှာဆိုဒါဆိုတော့အပြည့်စုံဆိုရင်တော့10ချက်ရှိရတယ်10ချက်အကြောင်းမပြောဘဲနဲ့ချက်6ချက်အကြောင်းပြောရမယ် formal letter မှာဒီချက်တို့ကလိပ်စာလက်ခံမဲ့သူရဲ့လိပ်စာအဲ့တော့ဒါဆိုရင်ပုံမှန် letter မှာကျတော့ကိုယ့်ရဲ့အိမ်လိပ်စာအိမ်နံပါတ်လမ်းမျိုးရက်စွဲတိထားမှာတစ်ခုရှိတယ်လိပ်စာရေးတဲ့အခါမှာအိမ်နံပါတ်နဲ့လမ်းကအပေါ်မှာမျိုးကအမြဲတမ်းနောက်တကြမျိုးကိုအပေါ်မှာရေးရင်အမှတ်မရအောင်တွေ့လားမြင်နေနော်ဒါကြောင့်အိမ်နံပါတ်လမ်းပြီးတောင်ကြီးဆိုရင်အောက်မှာဥပမာကြည့် number 54 Asian Road ရန်ကုန်ဘေးမှာကတ်ရင်အမှတ်ပြုတ်ပြီအဲ့ဒါ letter format ထဲမှာလုံးဝ0ဒါကြောင့် letter ဒီအမှတ်ပို့ရွလွယ်တယ်အမှတ်ပြုတ်လွယ်တယ်ရန်ကုန်မြို့တွေဒီမြို့ဆိုရန်ကုန်တခုတည်းပြောတာမဟုတ်ဘူးမြို့တွေဒီအောက်တစ်ကြောင်းမှရှိရမယ် full stop ပါရမယ် comma ပါရမယ် full stop ပါရမယ်မြင်လားအဲ့ဒါဒီမပါရင်အမှတ်ပြပြရဟုတ်လား number ဘလောက်ဘာတော့ comma ပြီးရင်မြို့နာမည် full stop အဲ့ဒီပြီးပြီဆိုမှအမှတ်ရမယ်ပြီးရင်ရက်ဆွဲအကြောင်းပြောမယ်18ရက်နေ့2လ2025မရပါဘူးအမှတ်ရှင်းလားကိုဒီ grade 12ဖြစ်တဲ့အတွက် 18th th February ဒီမှာ comma ဒီချက်ကြံခဲ့သေးတယ်ဟုတ်လား comma ပါမှအမှတ်ရမယ်အကုန်လုံး comma ပါရမယ်မြင်လားဒီလိုအချက်ပြည့်မှာတစ်ဆိုရမယ်သူတတ်မှတ်ထားတဲ့တတ်မှတ်ဖြစ်စေ1/2ဖြစ်စေရမယ်မြင်လားပြီးသူနဲ့လည်းတန်းနေရမယ်မတန်းရင်လည်းအမှန်မရပြန်ဘူးရလားသဘောပေါက်တယ်နော်အဲ့ဒါလေးသိထားရမယ်ပြီးပြီမပြီးသေးဘူးအဲ့ဒီကောင်နဲ့တန်းလေးကနောက်ဆုံးမှာ your loving friend ဒါမှမဟုတ် your sincerely မြင်လားတန်းနေရမယ်သူနဲ့ဒီကောင်မတန်းရင်လည်းအမှန်ကမရပြန်ဘူးဟုတ်လားရမယ်နော်အပီးဆက်ပြောမယ်ကြည့်ကဲဒီရပေါ့ဒီရဘဒူပေါ့ရေးလိုက်ပြီးကော်မာထဲမှာကဲ introduction လာပြီသူမှလည်း introduction body conclusion ရှိတယ်ဗျ introduction ဟာတိချက်ရေးဒါဆိုကျမတို့သူ့ introduction letter ရဲ့ introduction ဆိုကျက်လို့ရတယ်ကျက်လို့ရတဲ့အတွက်ကျက်ယုံပဲအများကြီးတဲ့ကနေကိုတစ်ခုဖောက်ချက်လိုက်ယုံပဲအဆင်ပြေတယ်ဟုတ်လားအဲ့တော့အဲ့ဒီ introduction ပါမယ်ကျက်လို့ရတယ် body ကနေစမယ် I'm writing this letter to tell you about I would like to blah 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 ကျက်လို့ရတယ်အဲ့ဒါကျက်လိုက်ရမယ်အဲ့ဒါ body ပြီး conclusion thank you so much looking forward to အဲ့လည်းကျက်လို့ရတယ်ဒါပေမဲ့ body ဘိုင်းမှာကဒီတစ်ကြောင်းပြီးကိုရေးရတော့မှာ letter မှာသူမေးထားတဲ့အကြောင်းအရာကို body မှာရေးရမယ်ပြီး conclusion ကျက်လို့ရတယ်ကဲ leave taking ပေါ့အခွဲခွာခါနီးနှုတ်ဆက်တဲ့စကားစုရေးလိုက်မယ်ဒီမှာရေးတဲ့အခါမှာတိထားမှာကတော့ your sincerely စလုံးပေါင်းခက်တယ်အဲ့ဒီအတွက်ဘာလို့ကြက်မယ် best regards လို့ပြောရင်ကြိုက်တဲ့လူလားဘုံပဲဒီရစာပဲရေးဒီရ friend ပဲရေး best regard ဒီအကောင်းဆုံးရွေးချယ်တဲ့စကားလုံးတချို့က your loving friend လို့ရေးမယ်တဲ့နေရေးတဲ့သူကတောင်းကျူရေးခိုင်းတယ် complain letter ရေးမယ်ဟုတ်လားဒါမှမဟုတ်ရှင်တခုရေးမယ်အဲ your best friend ရေးလို့ရလားမရဘူးအဲ့တော့ဗာလေ best regard လို့ပြောတာဒီအကောင်းဆုံးပဲဟုတ်လား your loving friend နဲ့ your best friend နဲ့မတုံးနဲ့ဟုတ်ပြီနော် best regard လို့တစ်လုံးတည်းအလွတ်ချက်ထားလိုက်ဘာလာအောင်နဲ့သူကဟုတ်လား yours truly ဘာလာအောင်နဲ့အဲ့ဒီအလုံးပဲချက်ထားနော်ကဲဒါဆိုရင်ဆက်ပြောမယ်ခုန how are you အပိုင်းနဲ့ I am writing this letter အပိုင်းနဲ့နောက်ဆုံး thank you ဘာညာတာကအပိုက်ကညီရမယ်တက်လေးဖြစ်ရမယ်ရလားအဲ့လိုကိစ္စတွေစုံပြီးဆိုမှအမှန်ရမယ်မတဲ့ရင်အမှန်မရအောင်ရလားကဲလေ့လာကြည့်အောင်အဲ့တော့ကြီးခဏလေးဒီမှာလေ့လာမယ်ဥပမာဒီပုတ်ရှိတယ်ကဲ you are ကိုစီတူ you live in P you are ကိုစီတူဆိုတော့ဒီကကိုစီတူလားအောက်ဆုံးမှာထားမှာလားအပေါ်ဆုံးမှာထားမှာလားအောက်ဆုံးမှာထားရဟုတ်တယ်နော်ရမလား you live in P ဆိုဒီမှာရေးပြီးအဲဆိုရင် number ဘယ်လောက်လဲ
မရေးထားဘူးလားရေးထားလားချီအော်ရေးထားပြီ sorry ဒီမှာလိပ်စာတွေ့ပြီ number 28 Bojo Road ဒီမှာကြံခဲ့သေးတယ် Bojo Road ကောမှာပြေတောင်းရှစ်တွေ့လားမြို့ဝအောက်မှာရက်ဆွဲဒီလိုမရအောင်နော်ဒီလိုမရအောင်ကြာတစ်ချက်ပြန်ပြင်ရမှာဒီလိုလုံးဝမရအောင်ရလား 3rd ကောမှာ July 2025ကောမှာနော်ရရမှာဟာဒီချက်ကျွန်တော်တို့စလုံးပေါင်းမပေါင်းတဲ့ဘူးဗျမေခွန်းစာရွရဲ့ထိတ်စီမှရှိရကြည့်လိုက်ပေါင်းလိုက်ရုံပဲဟုတ်လားရလားโอเคနော်ကဲဒါဆိုပြီးပြီဒီလားတူနဲ့တန်းနေလားတန်းရမယ်โอเคဒီရစာမှာခုန my name is အော်ဒီမှာဒါပဲပြောမယ် sorry ဒါပို့ပြောမယ်အော်ဒီမှာကြည့်အော် how are you နဲ့အလေပိုင်းနဲ့အောက်ဆုံးပိုင်းတန်းနေလားတန်းနေပါပဲညမအမှန်ရမယ်သူမအမှန်မရကဲဆက်ကြည့်ရကဲဒါဆိုဒီချေတို့သိပြီစီမင်းစကန်နေလဲသိပြီဆိုရင်ကြက်လို့ရပါတယ်ဒီမှာသိထားမှာ formal informal ကိုခွဲမပြတော့ကလေးတော့ဘိုင်းတွေကြက်မှာဖြစ်တဲ့အတွက်ခုနကဘုံ introduction ကတစ်ကနေဘယ်နှခုရှိလဲ9ခုရှိတယ်ကြိုက်တာကြက်လို့ရတယ်ဟုတ်လားကြိုက်တာကြက်လို့ရတယ်တစ်ခုပဲကြိုက်တာကြက်လိုက် How are you and the rest of you and the rest at home I hope all of you are well and happy. As for me, I am fine. I am very busy studying my lessons at the moment. Although I haven't written you very often, I always remember you. Jay, di the ku be je. Da lo introduction me. Bibi. Da so body sa me. I would like to tell you about. So body ya to me thare me khon phie ya ma no. ဟုတ်တယ်နော်ဟုတ်တယ်နော် ဟုတ်ပါတယ်အဲ့တော့ပြီးပြီဒါ body ရဲ့အစကိုကြက်မယ်ဆိုတစ်ခုပဲကြက်ရုံပဲ conclusion တစ်ကနေ73တိရှိတဲ့ကြိုက်တဲ့တစ်ခုချက် I will stop my letter here please let me know you are doing fine I'll be waiting for your reply ကြိုက်တာချက်ဒီမှာကောင်းတဲ့ဟာမျိုးချက်ချင်းကောင်းတဲ့ဟာတစ်ခုချက်တစ်ခုပဲချက်လိုက်ပြီးသွားပြီတပုတ်ရပါပြီမြင်လားphrases for wishes လဲတူတူပဲဘာလဲစန္ဒပြုမဲ့စကားလုံးဆိုလည်းတစ်ခုပဲချက် with love and best wishes May you be happy and healthy. Good luck in your examination. ကြိုက်တာချက် examination ကတော့မင်း complaint လက်တဲ့ရေးရင် good luck in your examination မရဘူးနော်အဲ့ဒါလည်းသိထားဖို့လိုတယ်အဲ့ဒါလည်းတစ်ခုပဲချက်ဆိုတော့တော်ပြီငါ good luck in your examination complaint လက်တက်လာလဲ good luck in your examination committee ဖွဲ့ကိုပြောမင်းအမိုက်ကြုံပေးပါအရှိတက်မှာအမိုက်လာချောက် good luck in your examination မရဘူးအဲ့ဒါတော့ညံရှိရမယ်သဘောပေါက်လားအဲ့တော့ with best wishesဟုတ်လားရေးပေါ့ committee တွေပါမတီတွေလာရင်တော့ with best wishes တွေရေးမနေနဲ့ဟုတ်လား best regard လို့ပြောရင်တစ်လုံးတည်းနဲ့ conclude လုပ်လိုက်ပြီးသွားပြီရမလားဒီမှာလဲတူတူပဲတစ်ကနေကိုတီရှိရကြိုက်တဲ့တစ်လုံးချက်တော်စလုံးပေါင်းလွယ်တာချက်လို့ဒီချက်ပြောပြီးသားဟိုလိုဒီလိုတငယ်ချင်းလို committee အဖွဲ့လိုဆရာလိုဆိုတွေးရခက်တယ်ဆို best regards yours truly အနေအကင်းဆုံးပဲကဲဒါဆိုလာပြီတီးပြီဒါ letter ရဲ့ format ကိုအခွန်ကြီးပဲရှိတယ်ရက်ဆွဲတွေရေးပြီးပြီလိပ်စာတွေတက်ပြီးပြီဒီရဘာလို့လဲမှန်ပြီ how you are how လဲမှန်ပြီ body အစကိုလဲတကြောင်ပဲရေးထားတယ်ကျန်တာတော့ဘာမှမရေးဘူးဟုတ်လား conclusion ဘိုင်းကို well let me stop my letter here your loving friend အကုန်မှန်ပြီအခွန်ကြအကုန်မှန်ပြီ frame ကြမှန်ပြီဆိုရင်နှစ်မှတ်တောင်ရတယ်အဲ့တော့ကျေးဇူးပြု၍ဘာမှမရေးဘဲနဲ့မနေပါနဲ့အဲ့ဒီ frame လေးကိုဝင်အောင်ရေးခဲ့အမှတ်2မှတ်ရမယ် body ဘိုင်းမှာ function ရေးလိုက်မယ်ဆိုရင်3မှတ်4မှတ်5မှတ်ရမယ်ဟုတ်လားအဲ့တော့ကျေးဇူးပြုရေးပြအောင်ရေးပါ letter ကိုလည်းအခွန်မထားပါနဲ့ကဲ letter ရဲ့အဓိကအကြောင်းအရာဘာလဲဆိုတာသိထားရမယ်ဘာလုပ်ခိုင်းတာလဲ telling ပြောခိုင်းတာလား asking to ခိုင်းတာလား asking for တောင်းတာလား invitation မွေးနေ့ပွဲ party ပွဲအိမ်တက်ပွဲအလူပွဲဖိတ်တာလား requesting မြစ်တာရခံတာလား thanking saying thanks ကျေးဇူးတင်စကားပြောတာလား saying wishes တစုံတရာကိုဆုတောင်းတာလားမြတ်တာပို့တာလား giving advice အကြံဉာဏ်ပေးတာလား giving suggestion တိုက်တွန်းတာလားအကြံပြုတာလား giving information တည်အချက်အလက်ပေးတာလား discussion ကျောင်းရာတစ်ခုခုကိုဆွေးနွေးတင်ပြတာလား encouraging
အားပေးစကားပြောတာလားနှစ်သိမ့်စကားပြောတာလား apologizing အမားတစ်ခုခုလှုပ်လို့ဖြစ်စေတစုံတစ်ခုအမားအပြည့်တောင်းပန်တာလား complain letter လား complain ဆိုတဲ့မချေနဲ့လို့ဟောလား congratulation အောင်မြင်မှုတဲ့ဂုဏ်ပြုတဲ့ letter လားသိအောင်လို့ဇွတ်မဖြေနဲ့အဲ့ဒါ body ဘိုင်းအတွက်ပြောတာရလားသိရမယ် write a letter to your friend blah 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 ဟောလား who has moved to a new area and is feeling lonely ပုံစံလာတယ်ဆိုရင်တမျိုးကိုပြောင်းတယ်အထီးကျန်နေတယ်ဒါဆိုဘာလို့လဲအားပေးစကားပြောတာအဲ့တော့ body ဘိုင်းမှာသူ့ကိုအားပေးတော့ရှောက်ရှောက်မရေးနဲ့ဒါ body ကိုပြောတာ thank you letter လား thank you ဆိုရင် thank you for your blah blah that's very kind of you ဆိုပြီးတော့ body ကိုစရမှာ I would like to tell you about မရဘူးဒီဘိုင်းမှာတောင်းပန်တဲ့စာလားတောင်းပန်တဲ့စာဆိုရင် body မှာဗာနဲ့စမှာတော့ I'm sorry for blah 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 နဲ့စမှာဒါ body နော် letter ရဲ့ body ဘိုင်းကိုပြောနေတာနော်ရလားအဲ့တော့ letter writing မှာမေးခွန်းနားလည်ဖို့ရေးချတယ်ဗျ letter writing ကမခက်ဘူးစီးပြီးစီကန်းသိရင်တော့အမှတ်ကောင်းတွေထည့်နိုင်မယ်ကဲထားလိုက်ပါတော့ဒါကတော့ခုနကဒီတိုင်းပဲပြောထားနော်ကဲဒါဆိုပြီးပြီအဲ့တော့ letter မှာကလေးတို့ပို့ဆိုးတာက letter မှာ tense ပဲ tense တွေကိုပါရမယ်ကိုသုံးတဲ့ tense ကညီတို့ကိုပေးထားတဲ့ letter ဒီ present tense နဲ့ရေးခိုင်းတာလား past tense နဲ့ရေးခိုင်းတာလား future tense နဲ့ရေးခိုင်းတာလားရှင်းရှင်းလင်းလင်းသိဖို့လိုတယ် present ကလည်း present ၄မျိုးရှိတယ် simple present tense verb ses present continuous present perfect continuous ဒါတွေ past လည်းဒီလိုပဲ future လည်းဒီလိုပဲရမယ်နော်အဲ့တော့ tense ကိုသိရမယ်ကဲထားလိုက်တော့ကဲဒါဆိုဒီချေတို့ဒီနားမှာနေစပြီးတော့နည်းနည်းလေးဖတ်ကြည့်ရအောင် number ကဲဒီကနံပါတ်၄ကိုဖတ်ကြည့်ပါအောင် you are two way ရလင်း You are to way and in and you and if you want to treat when you visit with your friend write a letter to your friend contact 9 about the visit အဲ့တော့ you are two way ရလင်းဆို dear two way ရလင်းလားဟုတ်လားဟုတ်ပါဘူး Ooh. Write a letter to your friend. Contact 9. အဲ့ဆိုဘာလို့ Dear contact 9. Two way ရလင်းဒီအောက်ဆုံးဖြစ်မယ်။ဟုတ်လားလိပ်စာပါပြီလား။ပါပြီ။လိုက်ပြီဟောမှာ။သူလားမြို့အောက်မှာရေးတယ်။သူလား January 9ဒီလိုလဲရေးလို့ရတယ်ရေးလိုက်ပြီ။ဒီမှာအမှတ်ရလာပြီ။ Dear contact 9ရပြီ။ Introduction how are you ရေးလိုက်ပြီ။ဟုတ်လားကဲဒါဆို body ဘို့ရေးပြီဆိုပါစို့ conclusion လာပြီရေးပြီခုနက yours love it from ဝင်ပြီ format ဝင်ရင်နံပါတ်ရပြီဒါဆို body ဘိုင်းကိုဆက်ချိတတ်မယ် body ဘိုင်းမှာဘာရေးခိုင်းတာလဲ you visited Bagan ဟုတ်လားနေသွားတဲ့ Bagan အကြောင်းကိုပြောပြပါလို့ပြောတယ်ပြောခိုင်းတာလေပတ်ခဲ့တဲ့အကြောင်းအရာကိုပြောခိုင်းတဲ့အတွက် simple past verb to မသုံးဘူးလားဟုတ်လားရှင်းလားမသိဘူးသဘောပေါက်လား simple past သုံးမယ်လက်ပတ်ခဲ့တဲ့နေရာမှာရှိနေတာလက်ရှိဟာတွေရှိနေတဲ့အတွက် simple present tense ပြန်သုံးရတယ်အဲ့ဒါ body ဘိုင်းမှာတွေ့လားဒီမှာမြင်လား I visited Bagan ဟောအဲ့ဒါ body ဗျမြင်လားအဲ့ဒီအကြောင်းအရာတွေကိုတွေ့ပြီဆိုမှအမှတ်ပြရမှာမို့အခွန်ကြဲကြဲရေးရင်တော့2မှတ်ရပါတယ်ဟုတ်လားအဲ့ဒါတွေသိထားပါနော်ဘာ test နဲ့ရေးရမလဲဆိုမသိလို့မရအောင်အဲ့တော့ဒီနားမှာတော့ teacher တော့စာရွက်ရှိတဲ့လူကတော့စာရွက်ရှိရင်ဒီနားဖတ်လိုက်ရုံပဲဟုတ်လားအဲ့တော့ဒီမှာ thank you letter ပါတယ်အော်ဒီမှာ invitation letter ပါတယ်ဒီမှာတွေ့လားကဲနံပါတ်6ဖတ်ကြည့်ပါဦး you are a တန်တာမို့ You are in and out you with and you know you are a letter to your friend who lives invited her to visit to your town အေးဒီမှာတွားကြည့်လိုက်တဲ့အခါမှာ invitation letter ဖြစ်နေပြီဖိတ်ကြားတဲ့ letter ဆိုတော့တတိထားတော့ဘာ test သုံးပါလဲမလုပ်ရသေးဘူးမဖြစ်သေးဘူး
အဲ့ဒီအကြောင်းအရာလေး plan တွေလည်းပါတယ် future tense တော့ဟာဒီချက် future tense ဆိုတာပါတယ် will plus verb 1 can plus verb 1 shall plus verb 1 may plus verb 1ဒါပဲရလားမသိဘူးเนาะ preposition word တွေတော့ဒါလေးတွေသိထားမယ်ဇွတ်ကြီးရေးချင်တိုင်းရေးလို့မရဘူးအဲ့ဒါတွေသိမှအမှတ်ရမယ် invitation letter ဆို body မှာဘယ်လိုဆက်မှာတော့ဟာ body မှာကိုဆက်မဲ့အပိုင်းကတစ်မျိုးဖြစ်သွားပြီမြင်လား body ကတစ်မျိုးစာသားလာပြီ invitation letter စတိထားဟုတ်လားဒီမှာတော့ရမယ်နော်နောက်တော့တိချက်ဝိုင်းခိုင်းထားတဲ့ဟာတွေရှိတယ်နံပါတ်ဘယ်လောက်လဲနံပါတ်8ကဲနံပါတ်8ပဲကြပါယူအားခင်မမခါ ဟော asking him ဆိုတာသူ့ကိုဘာလုပ်တာလဲတောင်းတာလိုချင်တာတောင်းတာအဲ့ဒါတွေသိရမယ်အရေးကြီးဆုံးအဲ့ဒါပဲလိုချင်တာကိုတောင်းတာဖြစ်လို့ I want to plus one သုံးမယ် simple present tense သုံးမယ်မြင်လားဘာကြောင့်လိုတာကိုအကြောင်းပြချက်ပြီးတော့ first second third firstly secondly thirdly စတယ် moreover addition in addition ဒါတွေ transition word တွေသုံးမယ်မြင်လားဇွတ်ရေးလို့မရဘူးဘယ်အပိုင်းမှာလဲဒါ body ဘိုင်းကိုပြောနေတာ I'm writing this letter to ask you ဆိုတာပါကိုပါရမယ်မပါရင်အမှတ်ရော့တယ်တွေ့လားနံပါတ်8ပြီးနောက်တစ်ခုပါလဲသမီးကလေးတို့ကိုလည်းတူပဲเนาะကိုဆိုကိုလည်းမပြောပြတော့ဘူးကိုတူတယ်နောက်တစ်ခုပါလဲ11ဘာလို့တာလဲthank you letter အဲ့ဒါအရေးကြီးတယ်ဖတ် you are ခွန်ဝင်းတို့ You are going to you later and better with your brother. Will you return to your and you for darling you letting and go back to the house setting you a dictionary. thank you letter ဖြစ်သွားပြီ thank you letter ကရဲ့ introduction ကိုတော့အလွတ်ချက်ထားရင်အကောင်းဆုံးပဲကြည့် thank you letter မှာကြည့် thank you very much for your letter မတူတော့မြင်လားဒါကြောင့်ဒီလိုမျိုး letter တွေပဲလာမှာပေါ့ဘသူကဘိုင်ဒီလာမှာတော့အဲ့တော့ဒါလေးတွေကစာရွက်ရှိတဲ့လူက star ပြထားစဉ်းစားကြည့်ဒီလိုတွေပဲလာမှာ thank you letter asking letter ဒီလိုပဲလာမှာနော်ဒါလေးတွေတတိထားဒါလေးတွေတတိထားအဲ thank you letter ဆိုပြောင်းသွားပြီနော်နောက်တော့နံပါတ်ဘယ်လောက် star ပြခိုင်းထားလဲဒါတတိထားမဲ့ letter ပြောတာကျန်တဲ့ thank you letter မပါရင်တော့တမယိုးချပဲဖြေလိုက်ရုံပဲ thank you letter ဆိုတော့တတိထားမဲ့ letter ဖြစ်တယ်နောက်တော့နံပါတ်ဘယ်လောက်လဲ12လားဟုတ်ပြီ12ကကျတော့ဖတ်ကြည့်ပါဦး you are nan home hey You are now home and you listen about what to sing, what to sing, you go on and letter to your friend who live in Dr. telling her why and how you are trying to improve your English. telling her why and how you are trying to improve 对လားမတူပြန်အင်္ဂလိပ်စာဘယ်လိုတိုးတက်အောင်လုပ်လဲလုပ်ဖို့လုပ်နည်းကိုပြောတာဒါကြောင့်မလို့ကိုက tense ဆိုရင် simple present tense တုံးရတယ် transition word တွေပါရတယ်လုပ်ဖို့လုပ်နည်းမင်းအလယ်ပိုင်းမှာကတော့တစ်မျိုးဖြစ်သွားမယ်ရမလားအဲ့ဒါလေးတတိထားဒါအပိုက်ခွဲထားဦးပဲနော်ရမနော်ကဲနောက်တစ်ခုနံပါတ်ဘယ်လောက်လဲဆက်ဘယ်လောက်လဲ13လားပါတယ်13လဲဒီလိုပဲဖတ်ကြည့်ပါဦး you are why more You are one more and your address is number 45
or telling her how important it is for matriculation examination ဘလောက်အရေးကြီးလဲသူ့ကိုဘယ်လိုမျိုး steady heart စာအုပ်စူးစမ်းဖို့ဘယ်လိုလုပ်ရမလဲဆိုတာတိုက်တွန်းတဲ့သဘောပါတယ်အဲ့ဒီအတွက်ခုနကကိုဒီဘာ test သုံးမလဲအန်ဒီအရင်ရှိတယ်နော်ဒီမှာ simple present tense present continuous သုံးပေးရတယ်တိုက်တွန်းရင် must ပါမယ် have to ပါနေအဲ့တော့ဒီမှာလည်းဒီလိုပဲတွေ့လားအလယ်ပိုင်းမှာ examination is drawing near I would like to tell you about it မလာတော့ဘူးနော်အဲ့ဒါတွေအရေးကြီးတယ်နံပါတ်73ကလည်းဟုတ်လားနော်ကဲနောက်တစ်ပုတ်ပြော14ကတော့ဒီတိုင်းကြော်လိုက်မယ်ဒါကတော့ခုနနဲ့တူတူပဲ15ကတော့သူ့ရဲ့အကျင့်တွေကိုပြောင်းလဲအောင်ပြောတာဟုတ်လားနော်ဒါလည်းအကျဉ်းဉာဏ်ပေးတာတွေ့လားအကျဉ်းဉာဏ်ပေးရင် essay ကပြောင်းပြီး body မှာအဲ့ဒါလေးတွေကြက်ထားမှရဒါတွေကပို့ကြက်ထားပို့မှတ်ထားဘာလို့လဲဒီလို essay မျိုးကအန်ဒီရများတယ်အလဲပိုင်းကမတူဘူးနော်ဟုတ်ပြီလားဒါစာရွက်ရှိတဲ့လူတော့ပို့အဆင်ပြေတာပေါ့ကဲနောက်တော့16ရောပါလားပါဘူး အဲ့ဒါလဲ star ပြတာ advising ညံ့ပေးတာပဲဆက်ကုန်ပါလားပါလားမပါဘူးနော်18ရောပါတယ်ပါလားပါဘူးမပါဘူး19ရောပါဘူး 20ရောပါတယ်ဒီမှာလဲပါတယ်ဆိုတော့ဒါဘာအကြောင်းလဲ favorite day of the weekend ဒါတော့ကိုကြိုက်တယ်ကိုရဲ့ weekend အကြိုက်ဆုံး weekend ကိုပြောမှဆိုအလဲဘိုက်ကပြောင်းသွားပြီဒါမျိုးကတော့လွယ်ပါတယ်နော်ဒါမျိုးတော့လွယ်ပါတယ် star မပြပါနဲ့လွယ်ပါတယ်နော်ကိစ္စမရှိဘူးဒါတော့လွယ်ပါတယ်19ကို star ပြထားပြီနော်ခြေစုပ်ပြည့်ဒါလေးလည်းကောင်းတယ်နော် request letter လေးဒီလိုလေးဆိုအရေးပြတိတိတာကျန်တဲ့ဟာတွေကတော့တမယိုးချတွေဖြစ်တဲ့အတွက်တီချာပြောတဲ့ format တွေကိုဝင်ရင်ရပြီနော်ကဲဒါဆိုရင်တီချာတို့သင်ခန်းစာပြီးသွားပြီပေါ့နော်ဒါဆိုရင်အစီအစဉ်အရကျွန်တော်ဘာလာမလဲမရှင်းလင်းတဲ့ဟာတွေကိုမေးလို့ရတယ်မရှင်းတာတွေရှိရင်မေးလို့ရပါတယ် recording ဖြုတ်ပေးလိုက်မယ်နော်နေစရာမရှိဆိုရင်ကျွန်တော်အစီအစဉ်900အတန်းပြီးဆုံးကြောင်းထင်ကြပါလေเนาะအဲ့တော့ဒီချက်ကိုအတန်းကိုဒီ join ပေးတဲ့လူတွေတည်ရပြီးဆုံးပါမယ်ဒီကနေ့ဒီရဲ့ Telegram လေးမှာအတန်းနဲ့ပတ်သက်ပြီးတော့မှဒီရဲ့ဟာကိုမေးလို့ရတယ်ဒါလေးကို YouTube မှာလည်းတင်ထားပေးတယ်ပြန်ပြီးတော့မှကြည့်လို့ရတယ်เนาะဒီရဲ့ link ထဲမှာလည်းပြန် share ထားပေးမယ်เนาะကဲ thank you for joining the class ပါ bye bye ပါ